မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နဲ့ဖျားကျမ်းမာချမ်းသာကြပါစေနမောတတံပခဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတံပခဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတံပခဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့တော့ကျမတို့ဒီနေ့ဗောဓိပက္ခိယရဲ့နံပါတ်9ဖြစ်တဲ့နံပါတ်9ဖြစ်တဲ့ဘုဇင်9ပါးဘုဇင်9ပါးနဲ့ပတ်သက်ပြီးတော့တန်ရုပ်ပါဠိတော်ဘုဇင်ကတန်ရုပ်မှာအခမ်းအနားဖွင့်ထားတယ်အဲ့ဒီထဲမှာတုတ်ပေါင်း180ရှိတယ်ဒါကိုလည်းကြည့်ရမယ်เนาะဒါလေးမှတ်ထားဖို့အဲ့ဒီတုတ်တန်တွေတဲကအချို့တဝက်ကအရေးကြီးတာတွေထည့်ပြီးတော့ခုဆရာတော်ဖရာကအဲ့ဒီတုတ်ပေါင်း180တဲကအရေးကြီးတာတွေကိုထည့်သွင်းပြီးတော့ဘုဇင်ကရဲ့အတိတ်ပဲနဲ့ဘုဇင်ကတရားဘလောက်အရေးပါတယ်ဆိုတာသိအောင်ဖွင့်ပါမယ်ဆိုပြီးတော့ဒါကိုဒီနေ့ဆက်ပြီးတော့ကြည်တာပေါ့နော်ဘုဇင်ဆိုတာဘာလဲဆိုတော့ဒီနေရာမှာဒါလေးတစ်ချက်သိရမယ်ဘုဇင်ကဆိုတာကိုယ်တန်တန်မှာတကယ်ဖြစ်စေရမယ်တရားအဲ့တော့ဘာတရားလဲဆိုတော့ဆက်ကြည့်ရင်တန်တရားဝိကလွတ်လို့တဲ့ပုဂ္ဂိုလ်တိုင်းတန်တရားကနေပြီးတော့ sorry တန်တရားဝိကလွတ်လို့တာမဟုတ်တန်တရားဝိကလွတ်တဲ့ပုဂ္ဂိုလ်တိုင်းလွတ်ပြီးသွားပြီတန်တရားမှထွက်ခွာပြီးတော့နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်တိုင်းဒါဒီအရိယာတွေဖြစ်ပြီးတာကိုဆိုလိုတယ်တနည်းအားဖြင့်အဲ့ဒီပုဂ္ဂိုလ်တို့သည်နိဝရဏတရား၅ပါးကိုမဖယ်ရှားဘဲတတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ကိုမကပ်ဖဲဘုဇင်9ပါးကိုမိမိတန်တန်မှာမဖြစ်မပွားစေဘဲရောက်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဆိုတဲ့အတွက်ဘုဇင်9ပါးမှာတတိတန်ဘုဇင်ဆိုတာစပြီးဟောထားတာနော်နိဝရဏတရား၅ပါးကိုဖယ်ရှားပြီးတဲ့နောက်တတိပဋ္ဌာန်အာယုံ၄ပါးပေါ်ဆိုတာယုတ်နံတရားကာယဝေဒနာစိတ်ဓမ္မဆိုတဲ့ယုတ်နံအာယုံတွေပေါ်မှာစိတ်ကိုအခြေစိုက်တယ်ဆိုတဲ့အတွက်နိဝရဏ၅ပါးကိုဖယ်ရှားလာနိုင်ရင်ဘာဖြစ်လာမလဲဆိုတမာတိရလာမယ်စိတ်ညစ်ကြေးဆင်သွားမယ်စိတ်ညစ်ကြေးဆင်ထားပြီးရင်ယထာဘုဒ္ဓဉာဏ်ဖြစ်ဖို့မိမိရဲ့ယုတ်နံအာယုံပေါ်မှာခုနကစိတ်စင်ကြယ်နေတဲ့စိတ်ကိုဧကဂတအခြေစိုက်ပြီးတော့မှဘုဇင်9ပါးကိုမိမိတန်တန်မှာဖြစ်ပွားစေရမယ်ဆိုတော့တတိတန်ဘုဇင်ပဲပေါ့တတိတန်ဘုဇင်တတိပြီးရင်ဓမ္မဝိစေယဆိုရဲပညာအဲ့ဒါလေးကိုမြင်ရမယ်เนาะပြီးခဲ့တဲ့ဘက်ကဒါလေးကြည့်ပြီးပြီအဲ့မှာဥပမာလေးလည်းပေါ်ပေးထားတယ်เนาะနေဆောင်ဟလားနေချားမြို့လေးမှာရှိတဲ့တက္ကဆောင်လို့ပုံဥပမာပဲနောက်တစ်ခုကတန်တရားကနေတဲ့ထွက်သွားသောပုဂ္ဂိုလ်တွေသည်တဲ့ဘယ်လမ်းကြောင်းကနေထွက်သွားတယ်လဲဆိုတန်တရားဝဲမှာထွက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတခုတည်းသောအပေါက်ဆိုတဲ့ခုနကနော်ဟိုမြို့တကားမှာအကုန်လုံးပိတ်ထားပြီဆိုတခုတည်းသောအပေါက်ဆိုတခုတည်းသောလမ်းကြောင်းအဲ့ဒါဘာလဲဆိုရင်တဲ့ဘုဇင်9ပါးကိုမိမိတန်တန်မှာဖြစ်စေရမယ်နံပါတ်1ဖြစ်ရမယ်ဆိုတာဘုဇင်9ပါးဆိုတခြားမဟုတ်ဝိပဿနာပဲနော်ဝိပဿနာရှုခွက်အဲ့ဒါတွေကိုတိုးပွားအောင်လုပ်ရမယ်ဆိုတာဝိပဿနာဉာဏ်တွေတိုးပွားအောင်လုပ်ရမယ်အဲကြောင့်တဏှာဝိကထွက်သွားတယ်ဆိုတာတဲ့အခြားနေရာကထွက်လို့မရဘူးဒီတပေါက်ပဲရှိတယ်တဲ့ဒီတပေါက်ကပဲထွက်ရမယ်ဆိုတဏှာဝိကထွက်ခြင်းဒီနေရာမှာမဂ်ခင်8ပါးလမ်းကြောင်းကြီးကထွက်တယ်လို့ဒီနေရာမပြောဘဲနဲ့ဘုဇင်9ပါးလမ်းကြောင်းကြီးကထွက်တယ်ဆိုတဲ့စကားလုံးလေးပြောင်းသုံးတာသတိထားရမယ်နောက်မှရှင်းထားတာတွေအများကြီးရှိတယ်နော်တော့ဘုဇင်ကရဲ့အတိတ်ပဲကိုစပြောမယ်အဲ့တော့ဘုဇင်ကဆိုတဲ့စကားလုံးကပါဠိပါတဲ့ဘုဇင်ဆိုရင်တော့ပါဠိကိုမြန်မာမှုပြုထားတာဒါကြောင့်ဘုဇင်ကဆိုတဲ့စကားလုံးကိုခွဲလိုက်ရင် body နဲ့အင်္ဂဆိုပြီးနှစ်ပုတ်ခွဲတယ်ဆိုပြီးတော့ body ဆိုတာဘာလဲဒီနေရာကြည့်ရမယ်၃ခုပါတယ်ဒီမှာပါတဲ့ body ကအရိယာပုဂ္ဂိုလ်တွေကိုလည်း body လို့ခေါ်တယ်ဆိုတော့ဒီမှာဆရာတော်ဖះဘယ်လိုရေးထားလဲခေါ်ထားလဲဆိုရင်အရိယာပုဂ္ဂိုလ်တွေသစ္စာ၄ပါးကိုသိတယ်ဆိုရင်ကျမတို့ကဗျောင်းမြန်ပြန်ပြောရင်သစ္စာ၄ပါးကိုနော်သစ္စာ၄ပါးကိုသိမြင်သောအရိယာပုဂ္ဂိုလ်များကိုလည်း body ကိုခေါ်သည်ဒါလေးမှတ်ခဲ့ရပုဂ္ဂိုလ်ကိုယူလိုက်တယ်နော်သစ္စာ၄အရိယာပုဂ္ဂိုလ်တွေသည်
သစ္စာလေးပါးကိုသိတယ်သိတာဘောဓိပဲနော်သိတာဒီဘောဓိပဲသိတာဒီဘောဓိပဲဆိုရင်ဒီရိုးလေးမမြင်နဲ့သိတာဒီ၃မျိုးရှိတယ်ဝိညာဉ်သိရတင်ညာသိရပညာသိရမှာဒါပညာသိကိုပြောနေတာပညာသိသိတယ်လို့ပြောလိုက်ရင်ဘာတွေပါသွားပြီလဲဝိညာဉ်သိရောတင်ညာသိရောအတိသုံးခုစလုံးပါတယ်ဒါသဘောပေါက်ပါပဲဒါကြောင့်ဘောဓိဆိုတဲ့နေရာမှာဘာကိုယူလဲဆိုရင်အရိယာပုဂ္ဂိုလ်တွေကိုလည်းယူတယ်အဲ့တော့အရိယာပုဂ္ဂိုလ်ဒီအရိယာပုဂ္ဂိုလ်ဆိုတာပြောကြမယ်ဆိုရင်မဲ့ပုဂ္ဂိုလ်၄ယောက်ဖို့ပုဂ္ဂိုလ်၄ယောက်အရိယာပုဂ္ဂိုလ်၈ယောက်မရှိဘူးလားအဲ့ဒီမှာမှမဲ့အခိုက်မှာဘာသိလဲမဲ့ကိစ္စ၄ချက်ကိုဆောင်ရွက်တယ်သစ္စာ၄ပါးသိတာမဟုတ်ဘူးလားဒါဆိုရင်မဲ့အခိုက်မှာသစ္စာ၄ပါးကိုသိရဲဆိုရင်ဖို့ကလည်းသစ္စာ၄ပါးသိပြီးသားပဲမဲ့ရဲ့အကျိုးဖို့ကိုဒါဆိုသစ္စာ၄ပါးဆိုသစ္စာ၄ပါးကိုဒုက္ခသမုဒယនិရောဓသစ္စာဒီစကလုံးနဲ့မြင်ရမှာမဟုတ်ဘူးသစ္စာ၄ပါးကိုသိပုံလို့ပြောရင်မိမိရဲ့ယုံ nant ခန္ဓာတွေရဲ့ဆင်းရဲခြင်းအမှန်သဘောကိုလည်းပိုင်းခြားသိပြီးသားဆင်းရဲကြောင့်သမုဒယဆိုတဲ့ကိလေသာတွေကိုလည်းမိမိတို့ရဲ့မဲ့အဆင့်ပေါ်မူတည်ပြီးတော့ပယ်ပြီးသားနိဗ္ဗာန်ကိုလည်းအာယုံပြုပြီးသားဟုတ်ပြီနော်နိဗ္ဗာန်ကိုလည်းဆက်ရောက်ပြီးသားသီလသမารိပညာဆိုတဲ့မဲ့ခင်၈ပါးကိုလည်းပွားများပြီးသားဆိုတာသဘောပေါက်နေရမယ်ဒါကြောင့်အဲ့ဒီလိုသစ္စာ၄ပါးကိုသိပြီးသားဖြစ်သောအရိယာပုဂ္ဂိုလ်များကိုဘာလို့ခေါ်လဲဘောဓိလို့ခေါ်တယ်ဒါဆိုရင်မြတ်စွာဘုရားကိုဘောဓိလို့ခေါ်လားခေါ်တယ်ဓမ္မမိတ်ဆွေများသောတာပန်တယောက်ကိုရောဘောဓိခေါ်လားခေါ်တာပဲတဂရကံအနာကံယဟန္တာအကုန်လုံးကိုဘောဓိလို့ခေါ်တယ်ဒါပေမဲ့ကိစ္စအလုံးပြီးသွားတဲ့အထွတ်ထိပ်ပုဂ္ဂိုလ်ကတော့ဖရာယဟန္တာတွေပဲပေါ့နားလေတယ်နော်ဒါဆိုရင်ဘောဓိဆိုတာဒီနေရာမှာဘာတွေ့လဲပုဂ္ဂိုလ်ဆိုတာစတွေ့တယ်နောက်တစ်ချက်အဲ့ဒီပုဂ္ဂိုလ်ဒီဘာကြောင့်ဘောဓိလို့ခေါ်လဲလို့ဆက်ကြည့်ရင်နံပါတ်1ကကိလေသာဒီဟုသောအိပ်ပျော်ခြင်းကနိုးတယ်ဆိုရိုးရိုးကြည့်လိုက်ရင်ဒီစာရက်တစ်မျိုးကြီးပဲဒါကြောင့်နိုးထလာတဲ့ပုဂ္ဂိုလ်လည်းဘောဓိပဲဒါဆိုရင်ဘာကနိုးတာလဲကိလေသာတရားတွေဆိုတာရာဂတွေလောဘတွေဒေါသတွေမောဟတွေအဲ့ဒီမှာခေါင်းဆောင်ကဘာလဲဘာတူလဲလောဘနဲ့မောဟအဲ့ဒီမှာမှတကယ်ခေါင်းဆောင်ကြီးကနောက်ကဆရာကြီးကလက်မဲကြီးကမောဟရဲ့တဘာဝဘာဖြစ်စေလဲသိထိုက်တာတွေကိုမသိအောင်သူကဖုံးလွှမ်းထားတယ်သစ္စာ၄ပါးကိုသာသိရင်ဘဝတန်တရားကလွတ်သွားမှာလားသစ္စာ၄ပါးကိုသိရင်ဘဝတန်တရားကလွတ်မလားသစ္စာ၄ပါးကိုသိရင်ကိလေသာကလွတ်မလားလွတ်လားသစ္စာ၄ပါးကိုငါစဉ်းစားကြည့်အောင်သစ္စာ၄ပါးကိုသိရင်ကိလေသာကလွတ်လားအဲ့လိုကြီးကြောင်မကြည့်နဲ့လေသစ္စာ၄ပါးဆိုခုနကပြောပြီးပြီဒုက္ခသမုဒယនិရောဓမက္ခလေဒုက္ခသစ္စာဆိုတဲ့ယုံ nant ရဲ့ဆင်းရဲခြင်းဘာဆင်းရဲလဲအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဖြစ်ကြီးပြက်တဲ့နှိမ့်ဆက်တဲ့ဆင်းရဲဒါတွေအစိုးမရတဲ့ဆင်းရဲဒါတွေအကုန်သိလားမသိဘူးလားဒုက္ခသစ္စာဆိုတာမိမိရဲ့ယုံ nant တွေကိုပိုင်းခြားသိတယ်မိမိရဲ့ယုံ nant ဆိုတာနောက်တနည်းပြောရင်ရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဟုတ်လားခန္ဓာ၅ပါးရဲ့ဆင်းရဲကိုရောသိလားမသိဘူးလားဘယ်ခန္ဓာကြည့်ဒါအောင်နောက်တစ်မျိုးပြောတတိကတ်လိုက်မယ်ဘယ်ခန္ဓာပေါ့လဲရူပခန္ဓာပေါ်တတိကတ်လိုက်ရင်ကာယ ानु ပတ္တနာပဲကာယပေါ်မှာစိတ်ပေါ်မှာတတိကတ်လိုက်ရင်စိတ်ဓာ ानु ပတ္တနာတတိပဋ္ဌာန်ပဲဝိညာဉ်နဲ့ခန္ဓာပေါ်တတိကတ်လိုက်ဟုတ်လားစေတသိက်တွေပေါ်တတိကတ်လိုက်ရင်ဝေဒနာခန္ဓာနဲ့ဝေဒနာ ानु ပတ္တနာတတိပဋ္ဌာန်နဲ့ဓမ္မ ानु ပတ္တနာတတိပဋ္ဌာန်ပဲအဲ့တော့မိမိရဲ့ယုံ nant တွေရဲ့ဆင်းရဲခြင်းအမှန်သဘောကိုသိလားမသိဘူးလားသိတယ်သိအောင်ဘာလုပ်ရလဲရှုရမှာပေါ့ဘာနဲ့ရှုမလဲသီလကိုအခြေတည်ပြီးတော့တမာတိမဲ့ခင်၃ပါးနဲ့ပညာမဲ့ခင်၂ပါးနဲ့ကြိုးစားရမှာမဟုတ်ဘူးလားသီလမဲ့ခင်၃ပါးကိုအခြေတည်လိုက်တယ်ထားလိုက်တော့တမာတိမဲ့ခင်၃ပါးဆိုတာတခြားမှမဟုတ်တာတတိရဲ့ဝရိယရဲ့တမာတိရဲ့ဟုတ်ဘူးလားလို့အဲ့ဒီမှာအဲ့ဒီတတိကဘာလုပ်လိုက်မလဲမိမိရဲ့ယုံ nant ဆိုတဲ့ကာယဝေဒနာစိတ်ဓာတ်ဓမ္မအာယုံမှာကတ်လိုက်တာပဲကပ်ပြီးရင်ဘာလုပ်ရမလဲအဲ့ဒီအာယုံနဲ့စိတ်ကိုတတိယဆက်သွယ်ပေးမှာပဲပြီးရင်ဘာလုပ်မှာလဲဆက်သွယ်ပေးုံနဲ့ဘယ်ပြီးမလဲဝရိယနဲ့ကြိုးစားရမှာမဟုတ်ဘူးလားအကုသိုလ်နဲ့ဆိုင်ရာ2ချက်လုပ်ရမယ်ကုသိုလ်နဲ့ဆိုင်ရာ2ချက်ကြိုးစားရမယ်ဟုတ်လားပြီးရင်တမာရိရလာမယ်အဲ့တမာရိယဘယ်ပေါ်ဆုဆိုင်လဲမိမိရဲ့ယုံ nant ပေါ်ဆုဆိုင်လိုက်တဲ့အခါတမ္မာသင်္ကပ္ပနဲ့ဖြစ်တာတဲ့ရုပ်ရဲ့ဓာယုတ်ဓာနံလို့လည်းပိုင်းခြားသိမယ်နောက်တစ်ဆင့်ပြောအနိစ္စဒုက္ခအနတ္တသဘောလည်းမြင်လာမယ်တမ္မာသင်္ကပ္ပနဲ့ရှုလိုက်တဲ့အခါတမ္မာဒိဋ္ဌိနဲ့မြင်လာရင်ပညာမဲ့ခင်မဖြစ်ဘူးလား
ဒါဆိုရင်မဲ့ရလို့ရလာရင်သီလသမารိပညာမဲ့ခင်တွေကိုပွားများခြင်းကိစ္စလဲသူခန္ဓာအလျောက်ပြီးမလားမပြီးဘူးလားသောတာပန်ရဲ့သီလသမารိပညာနဲ့သဂရာဂံအနာဂံယဟန္တာတို့ဒီအစဉ်စဉ်ကွာမှာပေါ့ပြီးရင်အဲ့ဒီအခိုက်မှာနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုအာယုံမပြုဘူးလားဘာလို့နိဗ္ဗာန်အာယုံမက်ခင်နေပွားလို့မက်ဖြစ်သွားရင်နိရောဓသစ္စာကိုစိုက်တယ်ဆိုတာနိဗ္ဗာန်ကိုအာယုံပြုလိုက်တာမဟုတ်ဘူးလားဒါပဲလေဒါဆိုရင်အဲ့ဒီအချိန်မှာကိလေသာတွေရဲ့ခေါင်းဆောင်သည်မောဟအမြဲပါမှာလေအဲ့ဒီမောဟယူဘသူကပယ်မှာလေဘယ်မက်ကမှပယ်မှာအရဟတမက်ကမှပယ်မှာလေဟုတ်တယ်လားအဲ့ဒီမှာဒီနေရာမှာလောဘရဲ့ဒေါသရဲ့မောဟရဲ့ခေါင်းဆောင်ကြီးတွေရှိတဲ့နေရာမှာလောဘကိုကြည့်ရင်လောဘရဲ့နောက်လိုက်ကဒိဋ္ဌိနဲ့မာနဟုတ်တယ်နော်ဒီနေရာမှာသောတာပတ္တိမဲ့ဒီလောဘကြီးကိုမပယ်နိုင်ဘူးသူ့ရဲ့နောက်လိုက်ဖြစ်တဲ့ဒိဋ္ဌိကိုပယ်မယ်မောဟရဲ့နောက်လိုက်ကဝိသိကိစ္စနဲ့ဥဒိစ္စဒါကိုလေသောတာပတ္တိမဲ့ကမပယ်နိုင်ဝိသိကိစ္စပဲပယ်သွားမယ်တခါအနာဂါမိမဲ့ကြရင်လောဘကိုသုံးပုံလိုက်တော့ကာမတဏှာဆိုတဲ့ကာမရာဂကိုပယ်မယ်ဒါပေမဲ့ရူပအရူပတဏှာမပယ်သေးတဲ့အတွက်ကာမတဏှာကိုပယ်တဲ့အတွက်ကြောင့်အနာဂံပုဂ္ဂိုလ်ဖြစ်သွားရင်ကာမဘုံမလာတော့ဘူးဒါပေမဲ့ရူပတဏှာအရူပတဏှာရှိနေတဲ့အတွက်ကြောင့်ဗြဟ္မဘုံတော့သွားရအောင်မယ်ဒါသူ့ကြိုးတန်းလန်းနေနဲ့သူသွားနေရတာကျမတို့ကြတော့ကြိုးတွေအကုန်စုံနေတာဘယ်ကြိုးမှမပြတ်ဘူးကြည့်လိုက်ရင်လည်းအဲ့ဒီတန်ကြိုးကြည့်တဲ့ကြိုးကြီးတွေကလည်းထူထူထဲထဲတန်ကြိုးကြီးတွေဟုတ်လားမဟုတ်လားခိုင်သလားမပြောနဲ့လေးတော့အစွဲချမှာအပယ်ကြီးပဲကြမှာဒါကြောင့်အခုကျမတို့ကကြိုးတန်းလန်းနဲ့ရုံးတက်နေကြတာဟုတ်လားရုံးတက်နေကြတာရုံးတက်နေကြတာရုံးတော့တက်နေပြီမဲ့ရုံးပြီးတော့ဖြတ်မထွက်သွားနိုင်ဘူးဟုတ်လားမဟုတ်ဘူးလားဒါကြောင့်ကြိုးစားနေရတာဒါကြောင့်ဆက်ရင်အရဟတမေလဲကြရောအပယ်လေးဘုံကျိုးတွေကသောတာပန်ကဖြတ်တယ်သူကာမတုဂတိခုနှစ်ဘုံကျိုးအနာဂံကဖြတ်လိုက်တယ်ယဟနာဖြစ်အကုန်ဖြတ်လိုက်တော့လွတ်သွားပြီမဟုတ်ဘူးလားဒါဆိုလို့ရှိရင်ဒီနေရာမှာကိလေသာတွေရဲ့အိပ်ပျော်ခြင်းဆိုတာသစ္စာလေးပါးကိုမသိအောင်ဖုံးထည့်ထားတဲ့မောဟကြောင့်တတ္တဝါတွေတတန်တရားလုံးမသိမမြင်မဲနဲ့လည်းနေကြရတယ်ကိလေသာဒေါ်ထဲမှာပဲရာဂနဲ့ပြောတယ်ဒေါသနဲ့ပြောတယ်မောဟနဲ့အိပ်ပျော်နေတာဟုတ်လားမဟုတ်လားဒါကြောင့်အရဟတမေရောက်ရင်တဲ့အဝိဇ္ဇာကိုဖယ်လိုက်နိုင်ပြီဆိုရင်တဲ့ကိလေသာဒီဟုသောအိပ်ပျော်ခြင်းကလည်းနိုးသွားသလိုနံပါတ်3အနေနဲ့ကြည့်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုပါတယ်တဲ့ဒါဆိုရင်ဘောဇင်မှာပါတဲ့ဘောဓိနဲ့ဘောဓိပက္ခိယမှာပါတဲ့ဘောဓိမတူဘူးနော်အဲ့ဒါကျမတို့အဘိဓမ္မာစာမေးပွဲတွေဆိုအရင်မေးတဲ့နေရာတစ်ခုပဲနော်ဘောဓိပက္ခိယဆိုရင်ဘောဓိရဲ့ပက္ခိယရဲ့ပေါင်းထားတာဘောဓိဆိုတာဘာလဲသစ္စာလေးပါးကိုသိတတ်သောအရိယာမေညာသည်ဘောဓိအဲ့ဒီမေညာဖြစ်စေဖို့အသင်အပင်တတိပဋ္ဌာန်သမ္မပဋ္ဌာန်အိဋ္ဌိပတ်ဣန္ဒြေဘုဘုဇင်မက္ခင်တို့ကိုပက္ခိယဒါပဲပြီးသွားပြီအခုကျတော့ဘုဇင်ဆိုတာ body plus အင်္ဂါလေဘုဇင်ဆိုတာ body plus အင်္ဂါဆိုတာ body ကဘာလဲတဲ့အဲ့ဒီ body ဆိုတာပုဂ္ဂိုလ်လဲခေါ်တယ်တဲ့နောက်တစ်ခုကကိလေသာဒီဟုသောအိပ်ပျော်ခြင်းကိုနိုးထစေတဲ့တရားအပေါင်းကိုလည်း body ခေါ်တယ်တဲ့နောက်တစ်ချက်ကနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတာကိုလည်း body ဟုခေါ်သည်တဲ့ဆိုတော့ body ဆိုတာပုဂ္ဂိုလ်လည်းခေါ်တယ်ဆိုတာဘယ်ပုဂ္ဂိုလ်လဲပုဂ္ဂိုလ်တိုင်းမဟုတ်ဘူးသစ္စာလေးပါးကိုထိုးထွင်းသိပြီးတော့ကျမတို့လိုသစ္စာလေးပါးကိုသိတယ်လေဒုက္ခသမုဒယနိရောဓသစ္စာမလေးငါတို့ဒီ body လို့သာပြောလို့မရဘူးသစ္စာလေးပါးကိုဘာနဲ့သိမှာလဲမဲ့ဉာဏ်နဲ့ထိုးထွင်းသိပြီးတော့ဆိုအရိယပုဂ္ဂိုလ်တွေကိုလည်း body ဟိုဘက်တုန်းက body ပက္ခိယတုန်းကသစ္စာလေးပါးကိုသိတော့မဲ့ဉာဏ်ကို body ခေါ်သည်အခုကျတော့အဲ့ဒီသစ္စာလေးပါးကိုသိပြီးတော့အရိယပုဂ္ဂိုလ်တို့ကို body ကိုခေါ်သည်ဟုတ်သလားအဲ့ဒီ body တွေထဲမှာအမြန်ဆုံး body ကတော့အရဟတမေဉာဏ်ရပြီးတော့ယဟနာပုဂ္ဂိုလ်ဒီ body ပေါ့ဟုတ်ပြီနော်တနည်းအားဖြင့်ပြောရင်ယဟနာပုဂ္ဂိုလ်ဖြစ်ရင်အဝိဇ္ဇာမရှိတော့ရင်အဝိဇ္ဇာကမတိတဲ့၍ဟလာတတန်တရားလုံးအိပ်ပျော်စေတာတွေလည်းမရှိတော့ဘူးကိလေသာတွေကနေနိုးထလိုက်အခုကျမတို့ဘယ်ကိလေသာနိုးထသွားပြီလဲဘာနဲ့မှမနိုးထဘူးအိတ်ကောင်းနေတော့မယ်ဒိဋ္ဌိနဲ့လည်းအိတ်တယ်ဝစီကိစ္စနဲ့လည်းအိတ်တယ်မလေးတန်တရားတွေတွေးလိုက်တာတွေးနေလည်းအိတ်တာပဲ
ဒေါသနဲ့လည်းအိတ်တာပဲမောဟနဲ့လည်းအိတ်တာပဲသောတာပန်ဆိုရင်ဒိဋ္ဌိဝိစီကိစ္စနေရနေနှိုးထသွားပြီနားလေတယ်နော်အနာဂံဖြစ်ရင်ကာမရာဂဗျာပါဒဒေါသတွေကနေနှိုးထသွားပြီယဟနာဆိုရင်အကုန်လုံးကနှိုးထကျမတို့ကတော့ကိလေသာနဲ့ပြောတော့ဒါသူ့ကြုံမခံမီဆိုပေမဲ့ကျမတို့ကိလေသာနဲ့ကျမတို့တိုက်ပွဲတိုက်နေကြတာပဲတိုက်ရင်ဘယ်သူကအောက်ကကြီးပဲလဲကိုကအောက်ကကြီးပဲနော်ကိလေသာအပေါ်ကနေခွစီးထားတာပဲကျမတို့ရဲ့ဘယ်သူရဲ့ကျွန်းလဲဆိုရင်ကိလေသာရဲ့ကျွန်းတေချာတွေးကြည့်ကိလေသာ10ပါးဆို10ပါးလုံးရဲ့ကျွန်း1500လို့ပြောရင်လည်း1500လုံးရဲ့ကျွန်းမယ်ဟုတ်သလားမြင်အောင်ကြည့်ကိလေသာကနေနိုးထတာဘာမှမရှိဘူးဒါကြောင့်ကျမတို့ body လို့နာမည်ပေးလို့မရပါဘူးတဲ့ဒါကြောင့် body အင်္ဂါလို့ပြောတော့မှာပုစင်ခု body ကိုဆရာတော့ရှင်းပြီ3ချက်ကိုမှတ်မယ်ပုဂ္ဂိုလ်ကိုလည်း body ကိလေသာကနိုးထစေတဲ့တရားအပေါင်းတရားတစ်ခုတည်းမဟုတ်တရားအပေါင်းကိုလည်း body နောက်တစ်ချက်လာမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတာလဲ body ဆိုရင်ဘယ်ပုဂ္ဂိုလ်ကိုလဲဆိုရင်သစ္စာ၄ပါးကိုသိမြင်ပြီးသောအရိယာပုဂ္ဂိုလ်များကို body ကိုခေါ်သည်နံပါတ်2ကိလေသာဒီဟုသောအိပ်ပျော်ခြင်းမှနိုးထတာကိုလဲ body ကိုနိုးထသောပုဂ္ဂိုလ်တို့ကိုလဲ body ခေါ်သည်ဟုတ်လားနိဗ္ဗာန်ကိုမျက်မှောက်ပြုတာကိုလဲ body ခေါ်ပါသည်ဆိုပြီးတော့ဒီအဓိပ္ပာယ်3ခုဆိုတဲ့အတွက်ဒီနေရာသည်ဘုဇင်ကမှ body အဓိပ္ပာယ်ကိုဖော်ပြပါလို့မေခွန်းထုတ်ရင်တစ်ချက်တည်းရေးလို့မရပါ3ချက်ရေးရမှာဖြစ်ပါသည်မင်းနိုင်မယ်ကဲအဲ့ဒါကိုဆရာတို့ရှင်းတော့မယ်ကိလေသာမှနိုးကိလေသာကနေကိလေသာတည်းဟူသောအိပ်ပျော်ခြင်းကနိုးတယ်လို့ပြောတဲ့နေရာမှာတဲ့ကိလေသာမှနိုးထခြင်းကိုဖြစ်စေတတ်သောဗါတဲ့လေသဘာဝတရားများလို့ရေးထားတဲ့အတွက်နော်တခုကိန်းမဟုတ်ဘူးအများကိန်း singular မဟုတ်ဘူး plural ဟုတ်ပြီနော်ဒါကိုသိရမယ်အများကိန်းဧကဝုတ်မဟုတ်ဘူးဘဟုဝုတ်အဲ့လိုပြောရတယ်နော်ဒီစကားလုံးသဘာဝတရားများအတ္တာကို body လို့ခေါ်တယ်တဲ့စက်ကြည့်အောင်စကားလုံးကအဲ့မှာနဲ့တယ်အသိဉာဏ်တခုတည်းကိုခေါ်တာမဟုတ်ဘူးတဲ့ဆိုတော့ဘုဇင်တုံ body ပက္ခိယတုံက body သည်ဘာကိုခေါ်လဲသစ္စာ၄ပါးကိုသိတတ်သောမဲ့ဉာဏ်လို့ခေါ်တယ်ဒါကြောင့်အခု body ကဘုဇင်က body သည်အသိဉာဏ်တခုတည်းမဟုတ်ဘူးဆိုတော့ဘုဇင်9ပါးမှာဘာတွေပါလဲအသိဉာဏ်ပါလားမပါဘူးလားလို့ကြည့်တတိတန်ဘုဇင်သည်တတိဓမ္မဝိဇ္ဇာတန်ဘုဇင်သည်ပညာဆိုဉာဏ်ဝိရိယတန်ဘုဇင်ကဝိရိယပီတိတန်ဘုဇင်ကပီတိပတ္တိတန်ဘုဇင်ကကာယပတ္တိစိတ်တပတ္တိနော်တမာရိတန်ဘုဇင်ကဧကဂတာဥပိ္ပခတန်ဘုဇင်ကတတရမေဇတတ္တာဆိုတော့ဘုဇင်ကမှာပါတဲ့ body သည်တဲ့အတိညာဏ်ဆိုတဲ့ပညာတစ်ခုတည်းမဟုတ်ဘူးတဲ့ဉာဏ်နဲ့တရားတွေပါသေးတယ် body ပက္ခိယက body ကတော့အတိညာဏ်ဆိုတဲ့မဲ့ဉာဏ်ဘဲတဲ့ဆိုအဲ့ဒါ compare မေးနိုင်တယ်အဲ့ဒါဒီနေရာတစ်ချက်ရှင်းပြီနော်အဲ့ဒါစာအုပ်ဖတ်မှနားလေတာဒါကြောင့်ဘုဇင်ကမှာ body နဲ့ body ပက္ခိယက body ထူးခြားချက်ကိုပြောပါဆိုကျမတို့အဘိဓမ္မာစာမေးပွဲတွေဆိုအဲ့ဒါတခန္တနာကိုမေးတဲ့နေရာပဲနားလေတယ်နော်အခုဒါဆရာတော်ဖေကဒါလေးကိုဖွားလေးဒီနားလေးတစ်ချက်ပြောပြီးအောက်မှာအများကြီးပဲအကျဉ်းရှင်းထားတာနော်ဒါလေးလာမယ်အဲ့တော့ကျမတို့ကဒီနေရာကနေဗာမေးနိုင်လဲဆိုရင်ကိလေသာမှနိုးထခြင်းကိုဖြစ်စေနိုင်သောသဘာဝတရားဒီမှာမြားလေးကိုကျမတွေ့လာအယောင်လေးခြေပေးထားတယ်သဘာဝတရားမြားတတိထားပြီးရင်အဲ့ဒါကိုလေ body လို့ခေါ်တယ်အသိဉာဏ်ဆိုတဲ့ပညာတစ်ခုတည်းကိုခေါ်တာမဟုတ်ဘူးတဲ့နားလည်ပြီနော်အဲ့ဒါကြောင့်အဲ့ဒါဘာကိုပြောတာလဲဆိုတာလေးကိုမသေးချာမဖတ်တဲ့သူကမမြင်မှုရှင်ဒါကြောင့်ကျမဒီမှာ question mark နဲ့အရေးကြီးတယ်လို့ပြောတာနော်ဒါကြောင့်ဒါကိုအသိဉာဏ်တစ်ခုတည်းကိုမေးခွန်းထုတ်လို့ရတယ်ဒါဆိုရင်အသိဉာဏ်တစ်ခုတည်းကိုခေါ်တာမဟုတ်ဘူးကိလေသာကနိုးထစေတဲ့တရားများကို body ကိုခေါ်သည်ဒါဆိုရင်အသိဉာဏ်တစ်ခုတည်းကိုခေါ်သည် body ဟူသည်အဘယ်နည်းလို့ဒီကနေမေးနိုင်တာပေါ့ question ဟုတ်လားရှင်းလားအသိဉာဏ်တစ်ခုတည်းကို body ခေါ်တာမဟုတ်ဘူးဆိုရင်အသိဉာဏ်တစ်ခုတည်းကိုခေါ်တဲ့ body ရှိနေတယ်လို့ပြောချင်တာ
အတိညာတစ်ခုတည်းကိုခေါ်တဲ့ body ဟူသည်အဘယ်နည်းလို့ပြောရင်အဲ့ဒါ body ပဲခိယက body ပေါ့ဘယ်အတိညာလဲလို့ပြောရင်အဲ့ဒီအတိညာသည်မဲ့ညာဟုတ်လားမဲ့ညာတနည်းအားဖြင့်ပြောရင်မဲ့မှာရှင်တဲ့ညာဆိုတော့မဲ့ခင်မှာထဲမှာပါနေတဲ့တမ္မာဒိဋ္ဌိမဲ့ခင်ပဲဟုတ်လားမဟုတ်ဘူးလားဒါကို apply ရှင်းနေနော်ဒါကြောင့်အတိညာတစ်ခုတည်းကိုခေါ်တဲ့ body ဟူသည်အဘယ်နည်းဆိုပြီးတော့မေခွန်းထုတ်လို့ရပါတယ်သိပြီနော်ဒါကြောင့်ကျွန်မဒီမှာမှတ်ထား body နှစ်မျိုးထူကြချက်ဆိုပြီးတော့ဒါနောက်ပိုင်းကျရင်ဆရာတော်မေခွန်းထုတ်တော့မယ်အောက်မှာလည်းပါလိမ့်မယ်เนาะဒါကြောင့် body နှစ်မျိုးဤထူကြချက်ကိုဖော်ပြပါဆိုပြီးတော့ question မေးနိုင်တယ် body နှစ်မျိုးဤထူကြချက်မှာ body ပက္ခိယက body က body plus ပက္ခိယအဲ့ဒီမှာ body ကသစ္စာ၄ပါးကိုသိတတ်သောမဲ့ဉာဏ်ကို body ခေါ်တယ်အဲ့ဒါအသိဉာဏ်တစ်ခုတည်းကိုခေါ်တဲ့ body ပဲပက္ခိယကမဲ့ဉာဏ်ဤအသင်အပင်အဖွဲ့အစီပက္ခိယတရားအကျဉ်းသည်9ပါးအကျဉ်းသည်9ပါးအကျေချဲ့သော39ပါးဟုတ်လားအဲ့ဒါအသိဉာဏ်တစ်ခုဒီကိုခေါ်သော body ဆိုတာအရှိမခေါင်းစဉ်မှာသင်ခဲ့ပြီးပြီအဲ့ဒါမေးနိုင်တဲ့နေရာပဲရှင်းဤလောအဲ့ဒါစာဝစီချဖတ်ရတယ်ဆိုတာပြောတာနားလေတယ်နော်နားလေပြီနော်ကဲအောက်ကဒီမှာတစ်ခါတည်းဆက်လိုက်မယ်နော်ဒါဆိုရင်ဘုဇင်္ဂရဲ့မှာဘုဇင်္ဂဆိုတာဘာလဲ body plus အင်္ဂဒါဆိုရင် body ကဘာလဲကိလေဟို definition 3ခုရှိတယ်ပုဂ္ဂိုလ်ကိုလည်း body ကိလေသာကနိုးထစေသောတရားများကိုလည်း body နိဗ္ဗာန်ကိုမျက်မှောက်ပြုတာလဲ body ရှင်းပြီနော်ဒါဆိုရင်ခုဒါကိုဆရာတော်ကအရင်ဆုံးပြောမယ် body ဆိုတဲ့နေရာမှာကိလေသာဒီဟုသောအိပ်ပျော်ခြင်းမှနိုးထစေနိုင်သောနော်ကိလေသာဒီဟုသောအိပ်ပျော်တယ်ဆိုတဲ့ကဒါမသိနေတာပေါ့မဟုတ်လားအိပ်ပျော်သွားရင်မသိဘူးလေနော်နိုးထစေနိုင်သောတရားများလို့တုံးထားတယ်အဲ့ဒီတရားများလို့ပြောရင်တဲ့အတိညာဏ်ပါတဲ့ပညာပါတဲ့ဓမ္မဝိဆရာရှိပါတယ်တဲ့ဒါဆိုရင်ကျန်တာတွေပါတယ်ဆိုတာကိုသိရမယ်အဲ့ဒါတွေဒီကြိုသိထားတာဒါဆိုစာဖတ်လို့လွယ်ပြီနော်ဘာတွေပါမယ်တတိတန်ဖို့စဉ်ဆိုတတိဓမ္မဝိဆရာတန်ဖို့စဉ်သည်ပညာဝိရိယတန်ဖို့စဉ်သည်ဝိရိယပီတိတန်ဖို့စဉ်သည်ပီတိပတ္တိတန်ဖို့စဉ်သည်ပတ္တိလို့ပြောပေမဲ့ခွဲလိုက်ရင်ကာယပတ္တိစိတ်တပတ္တိပြီးတမာတိတန်ဖို့စဉ်ဧကကထာဥပိ္ပခာတန်ဖို့စဉ်တတ္တရမစ္စတတာတရားဘယ်နှပါလဲနိုးထစေနိုင်သောတရားများသည်9ပါးပါတယ်ဘုဇင်9ပါးဒါကြောင့်ဒီမှာကိလေသာကနိုးထစေတဲ့ body သည်9ပါးကို body ခေါ်တယ်တတိပဋ္ဌာန်အလုံးလုံးရင်လေတတိရှိနေလောဘဒေါသမလောင်မောဟလည်းမလာဘူးလွတ်သွားတာမရှိဘူးအဲ့ဒါကိလေသာနိုးအောင်လုပ်နေတာပဲဓမ္မဝိစေယပညာဖြစ်နေရင်လေအဲ့ပညာဉာဏ်ဒီအဆင့်ဆင့်ရှိတယ်ဗုဒ္ဓရဲ့အဆုံးအမကိုသက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေမှာပညာအဆင့်ဆင့်ရှိတယ်ပထမနံပါတ်1ပညာကမိဩဖလာဗုဒ္ဓဘာသာဝင်အစစ်ကနေပညာဗုဒ္ဓဘာသာဝင်အစစ်ကိုအဆင့်ကိုကူးပြောင်းလာတဲ့ပညာဉာဏ်ဒီပါလေကံကံဤအကျိုးကိုနားလည်ခြင်းပဲဒါကကုသိုလ်ဒါကအကုသိုလ်အကုသိုလ်လုပ်ရင်ဒီလိုအကုသိုလ်အကျိုးရှိတယ်ကုသိုလ်လုပ်ရင်ဒီလိုအကုသိုလ်အကျိုးရှိတယ်ကံကံဤအကျိုးကိုနားလည်တဲ့ဉာဏ်ကိုကမ္မတက္ကတဉာဏ်လို့ခေါ်တယ်အဲ့ဒါမိဩဖလာဗုဒ္ဓဘာသာဝင်ကကံကံဤအကျိုးကိုမသိဘူးဒါဒီလိုလို့ရှ िख ိုးရင်ကုသိုလ်ရတယ်ဒီလိုလှူရင်ကုသိုလ်ရတယ်ဘာကြောင့်လဲသိဘူးကျမတို့ပညာဗုဒ္ဓဘာသာဝင်အဲ့ဒါတတ္ထာဗုဒ္ဓဘာသာဝင်မိဩဖလာအမိကံဗုဒ္ဓဘာသာဝင်ပညာဗုဒ္ဓဘာသာဝင်ကြတော့ဘာလှုပ်လှုပ်เนาะကျမတို့ကကုသိုလ်အကုသိုလ်လည်းခွဲသိတယ်ကံကံအကျိုးကိုလည်းနားလဲတဲ့အပြင်ဒါနောက်တစ်ဆင့်တက်လာမယ်နောက်တစ်ခုကဘာလဲဆိုရင်ကျမတို့ကအကြောင်းအကျိုးကိုလည်းပိုင်းခြားသိလာနိုင်တယ်အဲ့ဒါပစ္စယပရိက္ခဉာဏ်ပဲဓမ္မမိတ်ဆွေများဒီကနေ့တစ်ဆင့်တက်လာမယ်နာမရူပပရိစ္ဆေဒဉာဏ်နာနဲ့ရုပ်ကိုပိုင်းသိမယ်ပစ္စယပရိက္ခပြန်ပြောမယ်ကမ္မတက္ကတဉာဏ်ပြီးရင်နာမရူပပရိစ္ဆေဒဉာဏ်ပြီးရင်ပစ္စယပရိက္ခဉာဏ်ပြီးရင်အနိစ္စဒုက္ခအနတ္တဆိုတဲ့ဝိပဿနာဉာဏ်သမထနာဉာဏ်အရင်တစ်ဆင့်တက်သွားမယ်ဝိပဿနာဉာဏ်စင်နောက်ဆုံးမဲ့ဉာဏ်ရှိသွားမှာဒါကြောင့်
အဲ့ဒီပညာကိုဓမ္မဝိစယတန်ဖို့စင်လို့သုံးတယ်ပညာသည်ကိလေသာကနိုးထစေတယ်ဟုတ်သလားဒါကိုဆက်တင်ပါပြီးရင်ဝိရိယတန်ဖို့စင်ဝိရိယသည်လေကိလေသာနိုးထနိုင်လားဝိရိယဆိုတာဘယ်ဝိရိယလဲကျမတို့ဟုတ်လားစီးပွားရှာတဲ့ဝိရိယမဟုတ်ဘူးနော်ရုပ်ရှင်သွားကြည့်ဖို့လမ်းလျှောက်နေတဲ့ဝိရိယမဟုတ်ဘူး shopping ထွက်နေတဲ့ဝိရိယမဟုတ်ဘူးဝိရိယအစစ်တည်အကုသိုလ်နဲ့ဆိုင်ရာမဖြစ်သေးတဲ့အကုသိုလ်ကိုမဖြစ်အောင်တားရမယ်ဖြစ်ပြီးသားအကုသိုလ်ပယ်နိုင်ရမယ်မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်ကိုတည်တံ့အောင်တိုးပွားအောင်ပြည့်စုံအောင်လုပ်ရမယ်အဲ့ဒီလိုကြိုးစားရင်ကိုကိလေသာကနိုးထလာကြိုးပြောထားတာစဖတ်ရင်နားလည်သွားအောင်ဟုတ်ပြီနော်နင်းမို့ဆိုရင်ကျမကြီးပဲတောက်လျှောက်ပြောနေရဓမ္မမိတ်ဆွေတို့ဖတ်ခဲ့တဲ့သူဆိုလဲအခုကျမပြောရင်နားလည်နေပြီဝရိယတန်ဖို့စင်ပီတိတန်ဖို့စင်အဲ့ပီတိတန်ဖို့စင်ဆိုတာပီတိဆိုတာမျိုးမျိုးရှိတယ်နော်ကိုချစ်တဲ့သူတွေကိုခင်တဲ့သူတွေတိုးတက်ကြီးပွားရင်လည်းပီတိဖြစ်တာပဲသားလေးတွေသမီးလေးတွေဆံမွဲအောင်လည်းပီတိဖြစ်တာပဲအဲ့ဒီပီတိမဟုတ်ဘူးတဲ့ဓမ္မပီတိကိုသာဆိုလိုတယ်တဲ့တရားတွေအထုတ်လာတဲ့အခါမှာကိုယ်မှတိလာတယ်မတိသေးတာတွေသိရတယ်ကျင့်တတ်တယ်တရားကနေပြီးတော့ရှိအောင်တရားတွေကျင့်လာအော်ဒီသဘောတွေပါလားစသည်ဖြင့်ဒီနေရာမှာကျွန်တော်တို့ပီတိ5မျိုးတောင်မှရှိတယ်နော်ဒီနေရာမှာပီတိ5မျိုးတွေရှိတယ်နော်ဟာလားခုတ်ဟာလားဒီနေရာမှာခန္ဓာကိုယ်ကြီးမြောက်တဲ့ပီတိမျိုးနောက်တစ်ခါလွယ်ဆုံးကြားဘူးနေတဲ့စကားလုံးပီတိပြောရင်ဖရဏပီတိခွမ်းစီထိသလိုတို့နော်အောက်ကန္တိကာပီတိဥပေကာပီတိနော်စသည်ဖြင့်ပီတိတွေ5မျိုးရှိအဲ့ဒီပီတိမျိုးကိုဆိုလိုတယ်တဲ့ဘာလို့လဲတရားသိလာတဲ့အချိန်မှာဖြစ်လာတဲ့စိတ်ထဲမှာကျဉ်နဲ့တဲ့ခံစားချက်နဲ့တွဲတယ်ပီတိအဲ့ဒီအချိန်မှာလဲတရားတွေ့လို့ဖြစ်လာတဲ့ပီတိမျိုးဖြစ်တဲ့အတွက်အဲ့ဒါလဲကိလေသာကနိုးထသွားတာပဲတဲ့နောက်တစ်ခါဆက်ကြည့်ရင်ပတ္တိကိုရောစိတ်ကိုငြိမ်းအေးနေတယ်အဲ့ဒီမှာကာယပတ္တိစိတ်ဓာပတ္တိဆိုတာစိတ်ဓာပတ္တိဆိုတာစိတ်ရဲ့ငြိမ်းအေးမှုငြိမ်းအေးတယ်ဆိုရဲကဘာဖြစ်လို့လဲပူလောင်မှုမရှိတော့လို့ဘယ်ဟာကစိတ်ကိုပူလောင်စေလဲကိလေသာပူလောင်စေတာပဲနောက်တစ်ခါကာယပတ္တိဆိုတာကတကယ်အတိအကျပြောရင်စေတသိက်တွေရဲ့ငြိမ်းအေးမှုအဘိဓမ္မာမှာဆိုရင်တော့သို့တော့အဲ့ဒီစိတ်စေတသိက်တွေငြိမ်းအေးရုပ်ကြီးရောငြိမ်းအေးလားငြိမ်းအေးတာပဲအဲ့ဒါလေကိလေသာကနိုးထတာပဲတဲ့နောက်ဆက်ကြည့်ရင်တမာဒိတန်ဖို့စင်နဲ့တမာဒိတန်ဖို့စင်ဆိုရဲတမာဒိဆိုရဲတအာယုံနဲ့ဆုစိုက်သွားတာဘယ်ပေါ်လဲမိမိရှုနေတဲ့ကာယပေါ်မှာဝေဒနာပေါ်မှာစိတ်ဓာတ်ပေါ်မှာဓမ္မပေါ်မှာအဲ့ဒီမှာကတ်နေတဲ့တတိယကတ်ပေးတဲ့အာယုံမှာဆုစိုက်သွားတယ်စိတ်ကိုဆုစိုက်အောင်လုပ်တဲ့အတွက်အဲ့ဒီအချိန်မှာဘာတွေမရှိလဲပြန့်လွင့်ခြင်းဥဒိစ္စတွေမဖြစ်တော့ပူလောင်မှုនិဝရဏတွေမရှိဒါလည်းကိလေသာကနိုးထတာပဲတဲ့နောက်တစ်ခါဥပိ္ပခာတန်ဖို့စင်ဆိုတာတတရမစ္ဆတတာအပိုအလိုမရှိဘူးတရားတွေပေါ်မှာအငြင်းအမြဘယ်တရားတွေပေါ်လဲတတ္တာခုနပြောတဲ့နော်တတ္တဝရိယတတိသမารိပညာတွေပေါ်မှာအခုဘုဇင်တရားတွေပေါ်မှာအငြင်းအမြဖြစ်စေတာဥပိ္ပခာဆိုတဲ့အတွက် तू ကတော့အချုပ်ပဲတတိကစလိုက်တယ်ဥပိ္ပခာမှာဆုံးသွားတယ်ပါရမီတွေမှာလည်းဒီတိုင်းပဲဥပိ္ပခာအစစ်မြင့်နဲ့တိတ်ထူးဆန်းတယ်နော်ဓမ္မတွေမှာဖယားရှင်ဟောထားတာပါရမီ10ပါးကိုကြည့်ဒါနပါရမီကစတယ်ဘယ်မှာဆုံးလဲဥပိ္ပခာပါရမီမှာဆုံးတယ်ဗြဟ္မဝိဟာရဗြဟ္မစိုးတရားကိုလည်းကြည့်မေတ္တာစတယ်ဘယ်မှာဆုံးလဲဥပိ္ပခာမှာဆုံးတယ်အဲ့ဒီဘုဇင်တရားကိုလည်းကြည့်တတိကစတယ်ဥပိ္ပခာမှာဆုံးတယ်ဒါကြောင့်ဥပိ္ပခာအစဉ်ရောက်ပြီဆိုရဲကိလေသာကတကယ်နိုးထနေတာပါပဲတဲ့ဒါကြောင့်ကိလေသာကနိုးထစေသောတတိပဋ္ဌာန်တမ္မပဋ္ဌာန်စသည်ဖြင့်ယူခဲ့တယ်တကယ်တမ်းတော့ဘုဇင်နေမှာယူရင်တတိပဋ္ဌာန်ကိုလည်းပွားရမှာမဟုတ်ဘူးလားအဲ့ဒါကြောင့်တတိတန်ဘုဇင်ပညာကလည်းပွားရမယ်ဆိုကြအဲ့ဒီနိုးထစေတဲ့တရားတွေကိုဒီနေရာမှာဘောဓိလို့ခေါ်ပါတယ်တဲ့ရှင်းလားကြိုပြောနေတာဒါကြောင့်ဆရာတော်ကဟောနေတဲ့နေရာမှာဘုဇင်ကဘောဓိဟူသည်မှာ definition 3ခုပါတဲ့သစ္စာ4ပါးကိုသိမြင်ပြီးသောပုဂ္ဂိုလ်ကိုလည်းဘောဓိခေါ်ပါသည်ကိလေသာကနိုးထစေသောတရားတစ်ခုတည်းမဟုတ်ပါဘူးတရားများကိုလည်းဘောဓိခေါ်ပါသည်နိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်တာကိုလည်းဘောဓိခေါ်ပါသည်ဒါဆိုရင်အင်္ဂဆိုတာဘာလဲတဲ့ဆိုရင်မက်ခင်ကဆိုရင်မက်ကအင်္ဂဆိုရင်မက်ခင်ကမက်ကမက်အင်္ဂကအစိတ်အပိုင်းဇာနင်ကဆိုရင်လေဇာနနဲ့အင်္ဂဟုတ်တယ်လား
ဇာနာဆိုတာတရားအပေါင်းအင်္ဂဆိုတာအစိတ်အပိုင်းဆိုရင်အဲ့ဒီ body ရဲ့အင်္ဂဆိုတဲ့အစိတ်အပိုင်းကဥပမာဒီထဲကတတိသည်အစိတ်အပိုင်းတစ်ခုပဲတရားအပေါင်းကိုတော့ body အဲ့ဒီအပေါင်းကဘယ်နှပါလဲ9ပါဟုတ်ပြီနော်အဲ့ဒီ9ပါဟို body ဘက်ခိရလဲ9အဲ့9တွေရောတာကျမတို့အဘိဓမ္မာတွေမှာစာမေးပွဲတွေမှာနော်ရောကြတာအဲ့ဒါဒီပဲဘုဇင်ကလည်း9 body ဘက်ခိရလဲ9ရောနေရောခဏနေရောချက်တယ်နော်ဒါကြောင့်ဘုဇင်က body ကခုနကကိလေသာကနိုးထစေတော့တရားအပေါင်း9အပေါင်းကို body အဲ့ဒီထဲကတတိသည်အင်္ဂါတစ်ခုဓမ္မဝေစယသည်အင်္ဂါတစ်ခုပီတိသည်အင်္ဂါတစ်ခုစလားနားလဲတယ်နော်အဲ့ဒီလိုပြောချင်တာရှင်းလိုက်နားလဲပြီနော်ကဲအဲ့ဒါကြိုရှင်းပါတယ်အဲ့ဒါစာမေးပွဲမှာမေးနိုင်သောနေရာတစ်ခုဖြစ်ပါတယ်ဒါကြောင့် body နှစ်မျိုးဤထူးခြားခြင်းနားလဲပြီနော်ဒါကိုဆရာတော်ဖေကဒီနားလေးမှာဖွာလေးပြောသွားတယ်မပြောသေးဘူးနောက်မှရှင်းတော့မှာဒါကြောင့်အဲ့ဒီနားလေးကိုဒီအစပြီးတတိနဲ့လိုက်ရမှာနော်ကျမတို့ကြားဘူးသားပဲဟုတ်လားဟိုပုံမြင်လေးလေနော်ပေါ်အမတ်ကြီးဥပေါ်ဦးလေအမတ်ကြီးဥပေါ်ဦးကတတိအင်တန်ကောင်းတယ်မဟုတ်ဘူးလားအဲ့ဒါသူ့ရဲ့မင်းတယ်လေဘိုးတော်ဥပိုင်းတင်တယ်နော်အဲ့ဒါဆန်းသက်ချင်လို့အေးဥဒကဥထဲမှာဘယ်ဥကအစိမ်ဆုံးလဲဟေးဆိုပြီးတော့ပေါ်ဥကိုလှမ်းမိလိုက်တခါဟလားလိတ်ဥလားဖို့လားမသိပါဘူးเนาะအစိမ်ဆုံးမှာဘယ်လို့ပြောလိုက်တော့ပြီးသွားတခြားစကားတွေပြောလိုက်တော့ဟိုကတတိထားတယ်ငါ့ကိုတော့เนาะ तू ကငါ့ကိုတော့ဟိုဖြစ်မှာပဲဆိုအမြဲတမ်း तू ကတတိထားတယ်အကြာကြီးတော့မှဟဲ့ပေါ်ဥဘာနဲ့တော့အရင်မရှိအဖျားမရှိစားနေပါဖျားဆိုသလိုပဲအခုဆရာတော်ကတတိပေးလိုက်ပြီကျမတို့တတိထားပြီးတော့လိုက်ရအောင်เนาะကဲကြည့်အောင်ပြန်ပြောအောင်ကိလေသာမနိုးထခြင်းကိုဖြစ်စေတတ်တဲ့သဘာဝတရားများကို body ကိုခေါ်သည်ရပြီနော်အသိဉာဏ်တစ်ခုတည်းကိုခေါ်တာမဟုတ်ဘူးရှင်းပြီနော်အဲ့ဒါလေးကိုတတိကတ်လိုက်မယ် body ဆိုတာအဲ့ဒါဘုဇင်က body ဆိုတာအိပ်ပျော်အဲ့ဒီ body ဆိုတာတဲ့အိပ်ပျော်နေရာကနိုးလာစေတဲ့တရားတဲ့ဆိုဆက်သွားမယ်ကဲကျမတို့အိပ်ပျော်နေလားနိုးနေလားကိုယ့်ကိုစိတ်ကြစို့ဘုဇင်9ပါးမပွားတဲ့ပုဂ္ဂိုလ်တွေဟာအိပ်ပျော်နေတာတဲ့ကျမတို့ပွားလားတတိတွေတိုးတက်အောင်ပွားလားပွားတယ်အဲ့ဆိုနိုးတယ်ပေါ့အပြီးနိုးပြီလားဆရာမရဲ့မနိုးတဝဲနိုးတဝဲအလန်းလေးမြင်ခဏလေး9မိနစ်လောက်တော့ပြန်နှက်တာပေါ့နော်ဘုဇင်9ပါးမပွားတဲ့ပုဂ္ဂိုလ်တွေကအိပ်ပျော်နေကြတာတဲ့ဘာတွေနဲ့အိပ်ပျော်နေလေတဲ့ကိလေသာတွေနဲ့အိပ်ပျော်တယ်ဆိုတော့တကယ်တမ်းပြောရင်ဟုတ်တာပဲเนาะကျမတို့မအိပ်ခင်ကလည်းဘာနဲ့နေလဲကိလေသာနဲ့နေတယ်အိပ်ခဏီးတော့ဖះတော့ရှ िख ိုးလိုက်ပါရဲ့เนาะစိတ်ကဟိုလွင့်ဒီလွင့်เนาะထားလိုက်ပါတော့အိပ်ပြီဆိုတာနဲ့ဘာလုပ်လဲအတွေးတွေချလဲဘာနဲ့တွေးလဲဂုံတော်ပေါ်တွေးနေတယ်ဝဲလေးထွက်လေးမှန်ရင်အဲ့ရင်တော့ကိလေသာနဲ့မအိပ်ဘူးတရားနဲ့အိပ်သွားတာတတိပဋ္ဌာန်နဲ့အိပ်သွားမှာဟုတ်တယ်နော်စသည်ဖြင့်အဲ့လိုမအိပ်ဖဲနဲ့ဟိုတွေးဒီတွေမနှက်ဖန်ဘာလုံမင်းမနှက်ဖန်ဘာစားမင်းစသည်ဖြင့်ဆိုရင်ဘာနဲ့အိပ်သွားလဲအတွေးရလဲကိလေသာအိပ်သွားတော့လဲကိလေသာဒါကြောင့်ဘုဇင်9ပါးမပွားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ကိလေသာတွေနဲ့အိပ်ပျော်နေတာကြော်ပြီးတော့လိုင်းထားပဲဘုဇင်9ပါးမပွားတဲ့ပုဂ္ဂိုလ်တွေဟာကိလေသာတွေနဲ့အိပ်ပျော်နေတာအဲ့ဒီတော့တဲ့ကိလေသာတို့ကုသောအိပ်ပျော်ခြင်းမှနိုးထစေလိုက်တဲ့တရားဖြစ်လို့ body ကိုခေါ်သည်တဲ့အဲ့ဒီ body ဟာတဲ့တရားဟာ9ခုရှိတယ် body ပက္ခိယ body ကမဲ့ညံနော်မဲ့ညံပဲမဲ့ညံဘယ်နှပါလဲ body ပက္ခိယ body ဒီမဲ့ညံဘယ်နှပါလဲတပါးပဲသို့တော့အဆင့်လိုက်၄ခုရှိလို့၄ပါးလို့ပြော၄ခုပေါင်းတစ်ခါမှမဖြစ်ဘူးနော်မြင်ရမယ်နော်သောတာပတ္တိမက်ကိုလည်းသစ္စာ၄ပါးသိလားသစ္စာ၄ပါးကိုသောတာပတ္တိမက်ဉာဏ်အောင်သိလားတဂရဂါမိမက်ဉာဏ်ကရောအနာဂါမိမက်ဉာဏ်ရဟတမက်ဉာဏ်အတူတူပဲ၄ခုပေါင်းဖြစ်လို့မဟုတ်ဘူးနော်တပါးစီပဲမက်ကိစ္စမက်ဉာဏ်မက်ကိစ္စတခုဒီသစ္စာဟလာသစ္စာ၄ပါးကိုတပြိုင်နဲ့ထိုးရင်းအဲကြောင့်လေးတွေအယမ်းများတယ်ဒီနေရာမှာ
မဲ့ညာကလည်း၄ပါးသစ္စာကလည်း၄ပါးရှုပ်ကုန်နေနော်ဒါကြောင့်ဘောဓိပက္ခိယဘောဓိသည်အတိညာတစ်ခုတည်းပဲဘာအတိညာလဲသောတာပတိမဲ့နဲ့ရှင်တဲ့ညာတဂရခံဆိုရင်တဂရဂါမိမဲ့နဲ့ရှင်တဲ့ညာအဲ့လိုခွဲသိရမယ်နော်အဲ့ဒီမဲ့ညာတစ်ခုမဲ့စိတ်တစ်ခုသည်သစ္စာ၄ပါးကိုတပြိုင်နဲ့ထိုးထွင်းသိတယ်ဟုတ်သလားဟုတ်ပြီနော်အဲ့ဒါနဲ့ရောကုန်မယ်နော်ကဲတော့ပြီအဲ့ဒီခုဘုဇင်ကားကဘောဓိကတော့တရားဘယ်နှခုရှိသလဲ9ခုရှိတယ်ဘောဓိပက္ခိယကဘောဓိသည်တရားဘယ်နှခုလဲဘောဓိပက္ခိယကဘောဓိပက္ခိယဘောဓိပက္ခိယကဘောဓိသည်တရားဘယ်နှခုတရားဘယ်နှခုဘောဓိပက္ခိယကဘောဓိသည်တခုဒူယောမေမညံတခုပဲကုရိရှာရောဒါကြောင့်ဆရာတော်ရှိရဘာပြောလဲအတိညာတခုတည်းမဟုတ်ဘူးလို့ပြောနေတာမာမယ်နော်ဘုဇင်ကမဘောဓိသည်တရားဘယ်နှခု9ခုဘောဓိပက္ခိယမဘောဓိသည်တရားဘယ်နှခုတစ်ခုပဲတရားလေမဲနဲ့ရှင်တဲ့အတိညာခေါင်းစဉ်ကြီးကိုပြောနေတာခေါင်းဆောင်ကြီးတမ္မာဒိဋ္ဌိကိုပြောနေတာဟုတ်သလားဟုတ်ပြီနော်အဓိကပြောတာလေသစ္စာ၄ပါးကိုသိတတ်သောအရိယမေဉ္ဇဉ်သည်ဘောဓိမိ၏အရိယမေဉ္ဇဉ်ဘယ်နှပါလဲ၄ပါးရှိတယ်ဟုတ်လားအရိယမေဉ္ဇဉ်၄ပါးမှာသောတာပတိမေဉ္ဇဉ်ကြရင်လဲဘာသိတာလဲသစ္စာ၄ပါးကိုတပြိုင်နဲ့ပါမှာတဂရဂါမိမေဉ္ဇဉ်လဲတပြိုင်နဲ့ပဲရှင်းရောရှင်းလားလည်းမသိပါဘူးနော်ကွဲမယ်နော်ဘောဓိပက္ခိယမှာဘောဓိသည်တရားဘယ်နှခုခေါင်းစဉ်ပဓာနကိုပြောမှာလေတခုပဲပဓာနဆိုတာအဓိကကိုပြောနေတာထိုးထွင်းသိတာသည်မဲ့ညာလို့ပြောရင်လေဓမ္မမိတ်ဆွေများရဲ့မဲ့ခင်၈ပါးပါမှာပေါ့မဲ့ခင်၈ပါးထိုက်တဲ့စိတ်တသိက်တွေပါမှာပေါ့ဒါအပြင်တပ္ပစိတ်ဓာဆိုတော့ပညာရောမပါဉာဏ်ရောမပါပဲတင်ညာရောမပါဘူးလားပါမှာပဲစိတ်ကောမပါဘူးလားပါတာပဲဒါပေမဲ့မဲ့ခင်၈ပါးမှာပေါင်းလိုက်ရင်မဲ့ဖြစ်မယ်အဲ့ဒီမဲ့မှာဗဒါနခေါင်းဆောင်ကြီးကဘာလဲတမ္မာဒိဋ္ဌိမလားတမ္မာဒိဋ္ဌိလို့ပြောလိုက်တဲ့အတွက်ကြောင့်ဉာဏ်လို့ပြောလိုက်တယ်ဒါကြောင့်ဗဒါနသည်ဉာဏ်ပေါ့ဘောဓိဘုဇင်ကဘောဓိကကြတော့ကိလေသာမှာနိုးထစေတာတတိတစ်ခုတည်းနိုးထတာမဟုတ်ဘူးတဲ့ဓမ္မဝိဇ္ဇာကျမ်းစာက9ပါးအပေါင်းမယောနဲ့ရှင်းလားသစ္စာ၄ပါးကိုတပြိုင်နဲ့ထိုးထွင်းသိသွားတဲ့ဘောဓိပက္ခိယကမဲ့ဉဏ်ဆိုတဲ့ဘောဓိကကြတော့ပဓာနသည်မဲ့နဲ့ရှင်သောဉာဏ်တစ်မမားခဲ့နဲ့နော်မမားခဲ့နဲ့နော်တေချာပြောတယ်နော်မားခဲ့ရင်လေကိုတာဝင်ဟုတ်ပြီဒါကြောင့်ဘောဓိပဲဘုဇင်ကမှာဘောဓိသည်တရားဘယ်နှခုလဲတဲ့9ခုပါဘာဒီလဲတတိဓမ္မဝိစယပြောမယ်ကြက်ခဲ့လို့ပြောခဲ့တယ်နော်ဘုဇင်9ပါးကြက်ခဲ့ခိုင်းတယ်နော်တတိဓမ္မဝိစယဝီရိယပီတိပတ္တိဧကခထာတမာတိဥပေက္ခတရားဟုတ်ပြီနော်နာမည်ဆိုမယ်တတိတန်ဘုဇင်ဓမ္မဝိစယတန်ဘုဇင်ဝီရိယတန်ဘုဇင်ပီတိတန်ဘုဇင်ပတ္တိတန်ဘုဇင်ပါနှလုံးကစက်တိုက်သွားတာပီတိတန်ဘုဇင်ပတ္တိတန်ဘုဇင်တမာတိတန်ဘုဇင်ဥပိ္ပခာတန်ဘုဇင်တရားဆို9ပါးတရားကိုကြည့်တတိတန်ဘုဇင်သည်တတိတရားကိုဓမ္မဝိစယတန်ဘုဇင်သည်ပညာတရားကိုဝီရိယတန်ဘုဇင်သည်ဝီရိယတရားကိုပီတိတန်ဘုဇင်သည်ပီတိတရားကိုတတိထားတော့ပတ္တိတန်ဘုဇင်သည်ကာယပတ္တိစေတပတ္တိတရားကိုဟုတ်ရဲ့လားတမာတိတန်ဘုဇင်သည်ဧကဂထာတရားကိုဥပိ္ပခာတန်ဘုဇင်သည်တတရာမစ္စတတာတရားကိုတရားဘုဇင်တရား9ပါးတရားကို10ပါးရ၏မမိပြီနော်ကဲအဲ့တော့ဘုဇင်ဆိုတဲ့အခုပြောတာ9ခုဆိုတာတရားလားတရားကိုလားဘောဇင်ဘောဓိဆိုတဲ့တ
တရားဟာခုနှစ်ခုရှိပါတယ်အဲ့ဒီခုနှစ်ပါးသည်ဘုဇင်ကမှဘောဓိဖြစ်ပါတယ်ဘောဓိအရာအဲ့ဒီခုနှစ်ပါးကိုဘာလို့ဘောဓိလို့ခေါ်လဲကိလေသာမနုထစေသောတရားအပေါင်းဖြစ်လို့ဘောဓိဟုခေါ်ပါသည်ရပြီနော်ကျွန်မစာချက်ပေးနေတယ်ကဲအဲ့ဒီထဲကနံပါတ်1တတိဆိုတာတရားကိုပြောတာတရားဖို့ဘေးမှာရေးပေးပါတတိတံဘုဇင်ဒါကြောင့်နံပါတ်1တတိတံဘုဇင်မှာဘာသည်လဲတရားကိုကောက်လိုက်တော့တတိတရားကိုဟုတ်တယ်လားဟုတ်တယ်နော်ရလားဓမ္မမိတ်ဆွေများကဲအဲ့ဒီတတိသည်ဘုဇင်ဆိုတာဘောဓိအင်္ဂလေဘောဓိအယကိလေသာကိုနိုးထစေသောတတိအပါအဝင်တရားအပါအဲ့ဒီတည်းကတတိသည်အင်္ဂတစ်ခုဟုတ်လားဘယ်အင်္ဂလဲဘုဇင်္ဂတစ်ခုရှင်းပြီနော်ကဲဒါကြောင့်တတိတစ်ခုစီပြောမယ်ဆိုရင်တရားအပေါင်းနဲ့ခါတဲ့တရားအပေါင်းက9ခုရှိတယ်တဲ့ဘောဓိဆိုတဲ့တရားအပေါင်းက9ခုရှိတယ်အဲ့ဒီထဲကတစ်ခုစီပြောမယ်ဆိုရင်တတိတဲ့ဆိုတော့တတိရဲ့ definition စပြီเนาะကျမတို့မိလိန်တာမှာလည်းပါခဲ့တယ်တတိဆိုတာအာယုံအပေါ်မှာအမြဲတမ်းအမှတ်ရနေတာတဲ့တတိဆိုတာအမှတ်ရတယ်ပေါ့အမြဲတမ်းဆိုတော့အမြဲတမ်းဆိုတာအမြဲတမ်းသူကအမှတ်ရဆိုတာကပ်ပေးထားနိုင်တယ်အာယုံကိုအမြဲတမ်းကပ်ပေးထားတတိပဋ္ဌာန်ကိုပြောချင်တာပေါ့တတိပဋ္ဌာနာပေါ့တတိသည်အာယုံအပေါ်မှာအဲ့ဒီအာယုံလေးကိုကျွန်မအယောင်ချေပေးထားတဲ့အတွက်ဓမ္မမိတ်ဆွေများလည်းအယောင်ချေရမယ်နော်တတိဆိုဒအာယုံပေါ်မှာအမြဲအမှတ်ရနေတာတဲ့အမှတ်ရနေတယ်ဆိုတာကိုစာလိုပြောလိုက်ရင်အာယုံနဲ့အမှတ်ရနေတဲ့သဘောတရားဒါဆိုရင်တတိဆိုတာကိုဟလာစကားပြောမဟုတ်ဘဲနဲ့စာလိုရေးလိုက်ရင်တတိဟူသည်အာယုံအပေါ်၌အမြဲတမ်းအမှတ်ရနေသောသဘောတရားဖြစ်ပါသည်လို့ရေးလိုက်ရမှာပေါ့မြင်လားရတယ်နော်ဒါဆရာတော်ကစကားပြောကျမတို့ကစာမို့ဖြေရမှာဆိုဘယ်လိုရေးမလဲတတိဆိုသည်မှာအာယုံအပေါ်မှာအမြဲတမ်းဒီမှာနောက်ကစာနဲ့ခွဲပြီးတော့ရေးလိုက်မှာပေါ့အမှတ်ရနေသောသဘောတရားဟုတ်ပါလားရှင်တတိဟူသည်အာယုံအပေါ်မှာအမြဲတမ်းအမှတ်ရနေတဲ့ဆိုရင်နေရာမှာအမှတ်ရနေသည့်သဘောတရားဖြစ်ပါသည်ရပါလားရှင်ရပြီနော်စက်ကြည့်မယ်အဲ့ဒီတတိသည်တဲ့ဘယ်မှာဖြစ်စေသင့်လဲဆိုရင်မိမိတန်တန်ဆရာတော်တရားဟောနေတော့ကိုယ်တန်တန်မှာအဲ့ဒီအာယုံဘောမှာဆိုတဲ့နေရာမှာတဲ့တတိဟူသည်ပြန်ပြောမယ် about definition တတိဟူသည်လိုက်ပြောတတိဟူသည်အာယုံအပေါ်မှာအမြဲတမ်းအမှတ်ရနေသည့်သဘောတရားအဲ့ဒီအာယုံကတဲ့ပြင်ပကအစင်းအတန်အနှံ့ရတာအာယုံမဟုတ်ဘူးတဲ့ဘယ်အာယုံလဲမိမိတန်တန်၌ရှိသောအာယုံပါတဲ့ရှင်းပြီနော်စာဖတ်ဖို့ပြောတာတတိဟူသည်အာယုံမှာအမှတ်ရဆိုကြဓမ္မမိတ်ဆွေတို့ကျမအမြဲတမ်းအမှတ်ရနေတယ်အဲဆိုကျမမှာတတိပဋ္ဌာန်ဖြစ်ပြီလားမဖြစ်ဘူးအပြင်အာယုံဗဟိတအာယုံမဟုတ်ဘူးဘယ်လိုမှတတိပဋ္ဌာန်လို့သုံးလဲဆိုရင်မိမိရဲ့တန်တန်မှာရှိတာကဲကျမတန်တန်မှာဘာတွေရှိလဲဓမ္မမိတ်ဆွေတို့ရှိနေလားကျမတန်တန်မှာဓမ္မမိတ်ဆွေတို့ရှိနေလားဘယ်ရှိမလဲကျမမှာရှိတာဘာရှိမှာလဲရုပ်တရားနဲ့နာမ်တရားရှိမှာပေါ့ဟုတ်လားရှင်းနေနော်ကျမတို့လေသင်္นานကြောင်းကြီးကိုအမြဲတမ်းအမှတ်ရနေတဲ့ကျမတို့စာရီသင်္นานမှာစာရီသင်ရတာအမှတ်ရနေတယ်အဲ့ဒီလိုအမှတ်ရနေတာသည်တတိတံဘုဇင်တတိပဋ္ဌာန်မဟုတ်ဘူးတဲ့ဘယ်အာယုံလဲတဲ့အစ္ဆဒသင်္นานအာယုံအမေကိုလှမ်းတတိရတယ်အဖေကိုတတိရတယ်သားတွေသမီးတွေနိုင်ငံခြားမှာရှိတာတတိရတယ်အဲတတိပဋ္ဌာန်မဟုတ်ဘူးတဲ့
Izada Pia made good than dance or Mimi Tantama Sida. Me than Nama Basile. County lady, Chile Goris, Rabinet, the Gesiam, Mimi Tantama Side, Kaulo Biola, Name, the Gesia, Yodei, Leswell, Yodei, then Mimi Tantama Side, Yodea, Nandea, Ayo, Ma, Amiera Cadini at the deep yammy. Yodea Nandea Lubiola, Tassi. The deepatan Game Ayo, the Yo Nan Lubio, Mama Dodo. Name Debioy, Yo Lubiome, Kaya Lubiomi. Nan Lubiore Niama, say that they look quebiomi. Say Boma Ayo Game. Say that they deboma Ayo Game, Bessie the daily. Wait and I say that they bo Ayo Game. Tinya net think Harasura Game, Nalela, Talio, Mien Line, Sajelu Yabi. The deep than buzzing, John Sapio made the deep than buzzing, the gilly tago, no tassi, they are about nega, the cube, Erima, the deep who did it. Ayon Boma, Amiera, Mayani, Surenia, ma, good nan damma, the gay pinies, the gay tinsha shini, do Biogena. Mimi danama, the gay tinsha shira bale. Permago Pionita. Hola. Mimi Danama de Gay Pinida, Chedao G. Gownies or the Gay Sila. Jamaya Gownia, Gailada, Penny Alessia, Count Dara Gauna, how boo the Gay Rantilate or the Gay Senior. Count Lo Biolabi met the Gay Sila, Sabini. Hotala. The gay does a bin la Biolate or less a bin lemo, who, Hotela. And Sadivi, Uyaji, Sadivi, Nemeria, Pinyasura, the game shoot, Mimi Tantema, the gay pin needed, Kaume, Biobio, Leve, Biobio, Uyabiave, Biobio, Sholo Bioline, Pie Mam Lotta, Kaya Lubioline, Pie Mam Lotta, Sakalongi Sarah, Tonali, take on it, Mimi Tantema. The gay tinsha she need to ayo. The gay pinny to ayo. Hotela. Any ayon go Sarah Tassini. The gay pinny do the bawa, the yaho, Sagalombian Navi. And I'll test it like the gay pinny do the bawa, so Sarah Mien and Jona, Biora. The gay pinny do, Jone, nan, hola. Trailer. Sarah don't go sit by it, Nina. Mimi the tea soda, Ayo Mamiana Mayani, the bo. Ayo go tabio, good than dama the gay pinny, Ayo. Good than dama the gay pinny, Ayo Sura, the bawa de ya. Any the bawa de ya, so as you nan, or a bow biorale. The tea soda, good than dama the gay pinny, Ayo, the need the bawa de ya, the gero yonan, so de chama pine, did I me patoame, Sarah Biogena, Mammy get out of my quebia. Matima Drilla, da leave Sa Penisa, do it now go me am. That's the D hoodie. Mimi Tantama. Mimi Tandem means is a tau pionera. Mimi Tantama, the gay pinito, Ayon Lucero Piore. Now that's it, the Bawa Dea Lupiore. Now that's it, show Nan Luton, don't chat, don't worry. Ayon Lupioin. Era the tea sure ayon the body le lubio. Kaya sure ayo. Hola. Wedana sodo ayo. Kaya wedana say that the mahola legu. The tea batanali, legu e mola. Ero Kaya hudi. Ayon lubio te gesi needed the bawa de yari. Hodala. The bawa de yazui. Kaya sura pao you are. Mimi Dandanasi do Kaya Matadi Patana, Tia Meso Kaya ya Pau Juamal, Rubek Handa, Hotala. Rubek Hana Sura Bale, Yotili. No. The car Widana Sura Widane Kanda Ubioneda. Seda Sura, Wayane Kanda Ubioneda, Hola. Tamasura, Tinye Kanda net, Tinkarek Kanda Ubioneda. Taja. The Arauji, Rubek Kandasura, Dayago Gilado Yogi. Wedane Kandasura, Wedana say the thing.
စိတ်တဆိုတာဝိညာဉ်နဲ့ခန္ဓာဆိုတာစိတ်ကြီးဒါဆိုရင်ဓမ္မဆိုတာတင်ညက်ခန္ဓာနဲ့သင်္ခါရခန္ဓာဆိုတင်ညက်ခန္ဓာဆိုတာတင်ညာစေတသိက်သင်္ခါရခန္ဓာဆိုတာဒီဝေဒနာတင်ညာစေတသိက်ကဝေဒနာစေတသိက်ကဝေဒနာခန္ဓာတင်ညာစေတသိက်ကတင်ညက်ခန္ဓာဆိုရင်ဝေဒနာတင်ညာမှကျွင်းသောကျွင်းစေတသိက်50ပါးသည်သင်္ခါရခန္ဓာဆိုတော့တတိပဋ္ဌာန်ဆိုတာကာယဝေဒနာစိတ်ဓမ္မအာယုံ၄ပါးပေါ်မှတတိကတ်ခြင်းကာယဝေဒနာစိတ်ဓမ္မဆိုတဲ့အာယုံ၄ပါးဆိုတကယ်တမ်းကြည့်ရင်ရူပခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့ခန္ဓာ၅ပါးခန္ဓာ၅ပါးကိုခွဲလိုက်ယုံနဲ့2ပါးပဲဟုတ်သလားဒါကြောင့်အဲ့ဒီဟာကိုကြည့်လိုက်ရင်ရူပခန္ဓာဆိုတာယုတ်တရားရူပခန္ဓာဆိုသည်မှာယုတ်တရားစိတ်ဓာတ်ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာဆိုတာစိတ်တရားဝေဒနာနဲ့ဓမ္မအာယုံလို့ပြောရင်ဝေဒနာဆိုတာဝေဒနာခန္ဓာဝေဒနာစေတသိက်ဓမ္မအာယုံဆိုတာတင်ညက်နဲ့သင်္ခါရစေတသိက်ဒါဆိုရင်ခြုံလိုက်ရင်မိမိတန်တန်မှာတကယ်ဖြစ်နေသောအာယုံ၄မျိုးပေါ်မှာတတိကပ်နေခြင်းအဲ့ဒီအာယုံ၄မျိုးကိုခွဲလိုက်ရင်အာယုံ၄မျိုးသည်ရုပ်ကဲနော်ရုပ်ကဲနာရယ်ပဲရှိတဲ့အတွက်နာဆိုတဲ့နေရာမှာစိတ်နဲ့စေတသိက်ဖြစ်တဲ့အတွက်ဒါကိုဆရာတော်ဖျားကတဘာဝတရားလို့သုံးလိုက်တယ်နောက်တစ်စိမိမိတန်တန်မှာတကယ်ဖြစ်နေတဲ့ရုပ်တရားနံတရားပေါ်မှာအမြဲတမ်းအမှတ်ရနေတော့တတိကိုတတိဟုခေါ်ပါသည်တတိပဋ္ဌာန်ဟုခေါ်ပါသည်တတိတန်ဖို့စဉ်ဟုခေါ်ပါသည်ဆရာတော်ရှင်းတာဒါပဲမြင်မိလားဒါဆိုရင်တတိဟုသည်အဘယ်နည်းလို့စာမေးပွဲမှာမေးလိမ့်မယ်တတိဟုသည်အဘယ်နည်းဆိုရင်မိမိတန်တန်၌တကယ်ဖြစ်နေသောတကယ်ထင်ရှားရှိနေသောအာယုံ၄ပါးအာယုံ၄မျိုးကာယဝေဒနာစိတ်ဓမ္မအာယုံ၄မျိုးတနည်းအားဖြင့်တဘာဝတရားများတနည်းယုံနံ2ပါးဖြစ်ပါသည်ရှင်းပြီလားရှုပ်သွားလားဘေးတန်းကတော့ဒီလောက်တော့ရှိရမှာလေဒီလောက်ထိမြင်ရမှာနားလေတယ်နော်ဟိုခလေးလိုတော့တိတ်မရတော့ဘူးဒါပေမဲ့အဲ့ဒါကိုကျမတို့ကအခုတွဲခေါ်မယ်ဆိုတဲ့အတိုင်းကျမအသေးစိတ်တွေမြင်အောင်ပြောသွားတာမေးခွက်တွေကြီးပဲအဲ့ဒါပြန်မေးမယ်တတိဆိုတာဘာလဲတဲ့ဆိုတော့လွယ်လွယ်လေးပြောရင်အာယုံပေါ်မှအမြဲတမ်းအမှတ်ရနေခြင်းဘယ်အာယုံလဲမိမိတန်တန်မှာတကယ်ဖြစ်နေသောအာယုံဖြစ်ပါတယ်အာယုံဘယ်နှပါလဲ၄မျိုးပါအာယုံ6ပါးသွားရေးလို့မရဘူးမိမိတဏ္ဍာမှာတကယ်ဖြစ်နေတဲ့ရူပယုံတရယုံကဏ္ဍယုံရတယုံဗုဒ္ဓဘာယုံဓမ္မယုံအာယုံ6ပါးလို့သွားဖြည့်ဆက်တုပ်လို့မရအောင်တတိဆိုတာဘယ်အာယုံလဲကာယဝေဒနာစိတ်ဓမ္မအာယုံ၄မျိုးပါတနည်းအားဖြင့်ကာယဝေဒနာစိတ်ဓမ္မအာယုံ၄ပါးဆိုတာတနည်းအားဖြင့်ပြောရင်ခန္ဓာ၅ပါးမဟုတ်ဘူးလားခန္ဓာ၅ပါးဆိုတာတကယ်တော့ယုံနဲ့2ပါးတဘာဝတရားများဖြစ်ပါသည်ဆိုတော့နှခမ်းလေးပြန်တတ်ရင်တတိတန်ဖို့စဉ်ဟူသည်အဘယ်နည်းတရကိုကြည့်ရင်တတိပါတတိဟူသည်မိမိတန်တန်၌တကယ်ထင်ရှားရှိသောကာယဝေဒနာစိတ်ဓမ္မတိဟူသောအာယုံ၄ပါးတဘာဝတရားယုံနံ2ပါးဖြစ်ပါသည်အဲ့ဒီအာယုံဒီကိုတဲ့တတိကဘာလုပ်လဲကပ်ပေးတယ်ဆိုတာစိတ်ဆိုတာတတိကအာယုံမယူဘူးတတိကအာယုံကပ်ပေးတာစိတ်ကအာယုံကိုယူမှာမဟုတ်ဘူးလားဒါဆို definition ပေါ်လာပြီးတတိဟူသည်မိမိတန်တန်၌ရှိသောတကယ်ထင်ရှားရှိနေသောကာယဝေဒနာစိတ်ဓမ္မတိဟုသောအာယုံ၄ပါးနှင့်စိတ်ကိုတွေ့ဆုံပေးသောတတိဟုခေါ်ပါသည်အဲ့ဒီလိုဖြေလိုက်ဒီအဖြေလောက် perfect ပဲရှိမလဲအမှတ်ကိုရှော့လို့မရတော့သဘောပေါက်သလားအပေါ်လေးပဲကတ်ပြီးတော့ဖြေလိုက်တဲ့လူနဲ့ဒီလိုဖြေလိုက်ရင်ကွာသွားပြီပြန်ပြောမယ်တတိဟူသည်အဘယ်နည်းမိမိတန်တန်၌တတိတန်ဖို့စဉ်ကိုပြောနေတာမိမိတန်တန်၌တကယ်ထင်ရှားရှိနေသောဒါမှမဟုတ်ဆရာတို့ပြောတဲ့အတိုင်းတော့တကယ်ဖြစ်နေသောကာယဝေဒနာစိတ်ဓမ္မတိဟူသောအာယုံတို့နှင့်စိတ်ကို
တွေ့ဆုံပေးနေသောသဘောကိုတတိဟုခေါ်ပါသည်ဟုတ်ပါလားရှင်အဲ့ဒီတော့မိမိတန်တန်၌ကရှိနေတဲ့ကာယဘောမှာတတိကပ်ပေးရင်ကာယတတိပဋ္ဌာန်ဘောတို့တော်လေကာယဆိုတဲ့ရုပ်ခန္ဓာဘောမှာအဖန်ဖန်ထက်ထက်ကပ်ရမှာဆိုတဲ့ကြောင့်ကာယအနုပတနာတတိပဋ္ဌာနာဝေဒနာနုပတနာတတိပဋ္ဌာနာစေတာနုပတနာတတိပဋ္ဌာနာဓမ္မာနုပတနာတတိပဋ္ဌာနာအဲ့ဒီမှာတတိပဋ္ဌာနာပဋ္ဌာနာဆိုတာကပ်ပေးတာဘယ်ဘောကပ်ပေးလဲကာယဘောမှာကပ်ပေးရင်ကာယ ानु ပတနာတတိပဋ္ဌာနာအနုပတနာဆိုတာအဖန်မှန်ရှုနိုင်အောင်ဘာရှုတာဘယ်သူကရှုမှာလဲဉာဏ်ကရှုမှာတတိကဘာလို့ပေးတာလဲအဲ့ကာယဆိုတဲ့အာယုံ၄ပေါ်မှာကပ်ပေးလိုက်တော့စိတ်ကရှုမှာပေါ့စိတ်ကဘယ်စိတ်နဲ့ဘာနဲ့ရှုမှာလဲဉာဏ်နဲ့ရှုတော့မှာအဲ့ဒီဉာဏ်နဲ့ရှုတာဝိပဿနာရှုတယ်ဆိုတာဉာဏ်ကြီးပဲရှုလို့မရအောင်ပညာကြီးပဲရှုလို့မရအောင်စိတ်မရှိရင်ဘယ်လိုလုပ်ရှုမလဲတတိကလည်းစိတ်မရှိရင်ဘယ်လိုလုပ်ကတ်လို့ရမလဲစေတသိက်ဆိုတာစိတ်ကခေါင်းဆောင်နားလည်လားနားလည်လားအဲ့ဒါကြောင့်ကာယဝေဒနာစိတ်ဓမ္မဆိုရဲအာယုန်ဒီကိုနော်စိတ်ကယူနိုင်အောင်တတိယကတ်ပေးလိုက်တယ်တတိပဋ္ဌာနာပဲတဲ့ဒါကြောင့်တရကိုကြည့်လိုက်တော့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့အဲ့ဒီအာယုန်တွေနဲ့တဲ့တွေ့လားအဲ့ဒီအာယုန်တွေနဲ့ဗါတဲ့လေစိတ်တွဲမိအောင်နဲ့တွေ့လားဆရာတော်ကစကားတရားဟောနေတော့ဒီလိုပြောတွဲမိအောင်လှုပ်ထားတဲ့သဘောဆိုတော့အပေါ်အစာနဲ့ပြန်ပြောရင်အဲ့ဒီကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့အာယုန်တွေနဲ့စိတ်ကိုတွဲဆုံမိအောင်အပေါ်ကပြောတဲ့အတိုင်းအပေါ်မှာတွဲဆုံတယ်လို့ရေးထားတာ哦တွဲဆုံမိအောင်လှုပ်ပေးတဲ့တတိကိုတတိပဋ္ဌာနာလို့ခေါ်ပါသည်တဲ့ရှင်းလားဒီစာကြောင်းလေးတွေမြင်လားရှင့်ကျွန်မပြန်ပြောမယ်နော်ပြန်ပြောမယ်သေချာလိုက်ကြည့်အောင်တတိဆိုသည်မှာတစ်ဖြတ်ချင်းယူသွားတာအာယုံပေါ်မှာအမြဲတမ်းအမှတ်ရနေတဲ့သဘောတနည်းဘယ်အာယုံလဲမိမိတန်တန်မှာတကယ်ထင်ရှားရှိနေသောကာယဝေဒနာစိတ်ဓမ္မဒီဟုသောသဘာဝတရားယုံနံအာယုံတို့၌စိတ်နဲ့တွေ့ဆုံပေးသောတတိဖြစ်ပါသည်ဒါကြောင့်ကာယဘယ်ရည်လဲကာယဆိုတဲ့အတွက်ကာယ ानु ပတနာတတိပဋ္ဌာန်ဒီကာယဆိုတဲ့အာယုံသဘာဝတရားကြည့်လိုက်တော့ရူပခန္ဓာယုတ်တရားဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဝေဒနာဆိုတဲ့ခံစားချက်သဘာဝတရားဝေဒနာစေတသိက်နဲ့စိတ်ကိုကပ်ပေးမှာဒါကြောင့်ကာယဝေဒနာစိတ်ဓမ္မကိုဆိုသောအာယုံဒီအာယုံတွေနဲ့ဆိုတဲ့အတွက်ကြောင့်အာယုံ၄ပါးနဲ့စိတ်ကိုတွဲမိအောင်ဆိုတော့အပေါ်မှာပြုခဲ့စကလုံးတိုင်းဆရာတော်စကလုံးတိုင်းရင်တွဲဆုံမိရန်ကတ်ထားသောတတိကိုတတိပဋ္ဌာန်ခေါ်ပါသည်ရှင်းလားအဲ့တော့ကျွန်တော်တို့တတိပဋ္ဌာန်လေ့လာခဲ့ပြီးပြီလေအပေါ်မှာပြီးခဲ့ပြီကာယ ानु ပတနာတတိပဋ္ဌာန်ဝေဒနာ ानु ပတနာတတိပဋ္ဌာန်စိတ် ानु ပတနာတတိပဋ္ဌာန်ဓမ္မ ानु ပတနာတတိပဋ္ဌာန်တတိပဋ္ဌာန်တရား၄ပါးတရားကိုတတိတရားကိုတပါးပဲရတယ်အဲ့မှာမေးခွန်းလာတတိတရားကိုတပါးတည်းဖြစ်ပါလျက်အဘယ်ကြောင့်တတိပဋ္ဌာန်တရား၄ပါးဟောသည်နည်းဆိုအာယုံ၄ပါးပြသောကြောင့်ဘယ်အာယုံလဲစိတ်ယူရမယ်အာယုံကကာယဘောမှာဝေဒနာဘောမှာစိတ်ဓမ္မအာယုံ၄ပါးပေါ်မှာဟုတ်လားအာယုံ၄ပါးပြတဲ့ကြောင့်အဲ့ဒီအာယုံ၄ပါးပေါ်မှာစိတ်ဆိုတာအာယုံရအောင်ယူမှာ哦စိတ်နဲ့တွဲမိအောင်တွေ့ဆုံမိအောင်ကပ်ပေးသောတတိကိုတတိပဋ္ဌာန်လို့ခေါ်တယ်အဲ့ဒီတတိပဋ္ဌာန်ကိုပဲတတိတန်ဖို့စဉ်ပဲတဲ့ဒါကိုပြောတော့ရှင်းလားလည်းမသိနည်းနည်းလေးဟိုဘာခေါ်မလဲနည်းနည်းပြောချင်တယ်မနေ့ဒီနေ့သင်တန်းမျိုးဆိုနည်းနည်းစာအုပ်ကလေးနည်းနည်းကြိုဖတ်ခဲ့နော်စာအုပ်ကြိုဖတ်စီခြင်းတယ်အတန်းလေးကြမှာလာနားထောင်ထားတဲ့စာကြိုဖတ်ရင်ကိုဖတ်တုံးကဘယ်လိုနားလည်ထားလဲအခုဆရာမကပြောလိုက်တဲ့အခါဘယ်လိုရှိတယ်လဲဆိုအဲ့ဒါလေးကိုယူလိုက်ရင်ကိုသိတဲ့အတိအဒီတိုင်းပဲကျမတို့ ਨੇ တစ်ချက်သေးဆိုပြောစရာကြီးဒီလိုမဟုတ်သေးပဲနဲ့ဒီနားလေးကဒီလိုငါတို့လိုနေသေးဆိုတွေ့ညံမမီညံချင်းဆက်ဆိုတဲ့တိုင်းအဲ့ကြမှာညံပွတ်နေနားလေလားကျမတပါမိတ်ဆွေတို့တကယ်ကိုတွဲခေါ်နေတာနော်
နော်မြင်တယ်နော်အဲ့ဒါလေးကိုရအောင်ယူအတန်းနဲ့ကြမှာဒီနေ့သင်တန်းကြမှာစောက်ကလေးဖွင့်ပြီးလိုက်နားထောင်ရင်ဘာတွေပြောနေမှန်းကိုသိမှာမဟုတ်ဓမ္မမိတ်ဆွေတို့သင်ပေးခြင်းလို့ပြောခြင်းလို့ကျမကလည်းကြိုဖတ်ခဲ့ရတယ်ကြိုဖတ်ထားရတယ်ကြိုဖတ်တဲ့အခါမှာကျမမှာသိထားတဲ့အတိရယ်ဆရာတော်ပြောတဲ့အတိရယ်ဘာလို့ပြောတယ်လဲဆိုတာကျမလည်းကျမညံမိသလားဒါဆရာတော်ပြောချင်တာဒီတဲ့ပိုးခြင်းပို့မှာပဲဒါပေမဲ့ကျမညံကအဲ့လောက်ပဲမှီတယ်နော်ကျမမှီတဲ့ညံလေးနဲ့ဓမ္မမိတ်ဆွေတို့ပြန်ပြောတာကျမသိနေတဲ့အတိလေးကိုပြန်ပြောပြတာဘာအတိလဲညံအတိလေးနဲ့ပြောတာနားလေတယ်နော်ဆရာတော်ကြီးရဲ့ညံဒီတဲ့ပို့ရင်ပို့မှာပေါ့ဟုတ်တယ်လားမတူနိုင်သို့တော်လဲအရင်စာဖတ်တာတဲ့ဆိုရင်တော့ပုံနားလေလားမလဲဘူးလားလဲတယ်နော်ဒါလေးကိုဆိုလို့တကယ်ဆက်ပြောမိအဲ့တော့အဲ့ဒီတတိမျိုးကိုဒါတဲ့တတိတန်ဖို့စဉ်တတိတထန်လို့ခေါ်တယ်တဲ့အဲ့တော့ဒီမှာဆက်ရေးတယ်ထမင်းစားဖို့တတိရတာတို့ဟိုဟာဒီဟာလှုပ်ဖို့တတိရတာတို့ကိုတတိလို့ပြောပေမဲ့တဲ့ဒီနေရာမှာဆိုလိုတဲ့တတိမဟုတ်ပါဘူးတဲ့ဆိုရှင်းတယ်နော်ခုပြောချင်တဲ့တတိပဋ္ဌာန်တနည်းအားဖြင့်ပြောရင်တတိတန်ဖို့စဉ်ဟူသည်အဘယ်နည်းဆိုတတိပဋ္ဌာန်ပဲဒါပဲတတိတန်ဖို့စဉ်ကိလေသာကိုနိုးထစေတဲ့တရားအပေါင်းတွေကအစိပ်ပိုင်းတစ်ခုဖြစ်တဲ့တတိတန်ဖို့စဉ်ဟူသည်အဘယ်နည်းလို့ပြောရင်တတိပဋ္ဌာန်၄ပါးပါပဲဟုတ်ဘူးလားကာယဝေဒနာစိတ်ဓမ္မဒီဟုသောအာယုံ၄ပါးနဲ့စိတ်ကိုတွေးဆုံစေရန်အမြဲတမ်းကပ်ပေးနိုင်တဲ့တတိပဋ္ဌာနာတတိကိုပဲတတိတန်ဖို့စဉ်ကိုသုံးသည်ဒါပဲဟုတ်ပြီနော်ဆက်မယ်ရပြီနော်ကဲနံပါတ်2ကဘာလဲနံပါတ်2ကဓမ္မဝိစယအဖြစ်ပြည့်အောင်ရင်ဓမ္မဝိစယတန်ဖို့စဉ်ဓမ္မဝိစယတန်ဖို့စဉ်ဒီတရကိုကြည့်ရင်ဘာလဲပညာဟုတ်ပြီနော်ပညာဆိုတာရယ်ပညာဆိုတာဘယ်အဆင့်ကလာတာလဲဉာဏ်ကလာတာပညာလို့လဲခေါ်တယ်ဉာဏ်လို့လဲခေါ်တယ်ဟုတ်လားယင်ဉာဏ်နဲ့ပညာဘယ်ကစမိလိန်တာမင်းကြီးမေးထားတယ်ဉာဏ်နဲ့ပညာဘယ်ကစဉာဏ်ကစတာဉာဏ်သည်ဘယ်ကနေဖြစ်တယ်လဲသင်ယူခြင်းနော်မေးမြန်းခြင်းဆွေးနွေးခြင်းကစရတယ်ဒါကိုတုတ္တမယဉာဏ်လို့သုံးတယ်အဲ့ဒီဉာဏ်ကနေဘယ်အဆင့်ကိုတိုးအောင်လုပ်ရမလဲဆိုကိုယ်တိုင်ဒါကသင်ယူခြင်းကရတာဉာဏ်အဲ့ဒီကနေလက်တွေ့ပွားများအားထုတ်ပြီးတော့တကယ်ရှိအောင်လုပ်ရမယ်အဲ့ဒါဘာဝနာမယဉာဏ်အဲ့ဒီဘာဝနာမယဉာဏ်ကနေဘယ်အဆင့်ကူးသွားမလဲပညာအဆင့်ကိုကူးသွားရမယ်ဟုတ်ပြီနော်ဒါကြောင့်ဓမ္မအသိဉာဏ်ဖြင့်အကျိုးရှိနေပါမယ်လို့ဆရာတော်ဘုရားကြီးကမပြောဓမ္မအသိပညာများဖြင့်အကျိုးရှိနေပါမယ်ပဲပြောထားတယ်ပညာဟူသည်ဘယ်တော့မှမပြောက်တော့ဘူးတဲ့ဒါကြောင့်ဓမ္မဝိစယတန်ဖို့စဉ်ဆိုတာတရေကိုကြည့်ပညာတရေကိုဉာဏ်လို့လဲသုံးမှာပေါ့တဲ့နားလေလားကဲအဲ့ဒါကိုပြောမယ်အဲ့ဒါဓမ္မဝိစယဆိုတာပညာဆိုတဲ့နေရာမှာဒီမှာလဲသိကောင်းတယ်ဆရာတော်သိပြောသွားတာနော်မိမိတန်တန်မှာဖြစ်နေတဲ့သဘာဝတရားတွေကိုဓမ္မလို့ခေါ်တယ်တဲ့နော်ဓမ္မဝိစယဆိုတဲ့စကားလုံးဒီဓမ္မနဲ့ဝိစယနှစ်ခုပေါင်းခြင်းဖြစ်ပါတယ်တဲ့ဓမ္မဆိုတာတရားပေါ့ဘယ်တရားလဲအဘိဓမ္မာတရားသုတ်တန်တရားနော်ဒီတရားတွေဟလာဓမ္မစကြာတရားဒီတရားတွေမဟုတ်ဘူးတဲ့ဒီမှာယူမဲ့ဓမ္မကမိမိတန်တန်မှာဖြစ်နေသောတဘာဝတရားတဲ့ဆရာတို့သိသုံးတာပဲအဲ့ဒီစကားလုံးမိမိတန်တန်မှာဖြစ်နေတဲ့တဘာဝတရားလို့မြင်ရင်တဘာဝတရားဟုဒီဘာလဲတဘာဝတရားဆိုယုံနာနှစ်ပါးပေါ့ဟုတ်တယ်လားယုံနာနှစ်ပါးပေါ့အဲ့ဒီယုံနာနှစ်ပါးကိုအာယုံနဲ့ခွဲပလိုက်ဒီပညာဖြစ်ဖို့ဆိုရင်ပညာဖြစ်ဖို့ဘာလို့လဲတဲ့မိလိန်တာမှာလဲပါတယ်ပညာဖြစ်ဖို့တတိလိုပါတယ်တဲ့တတိကယူပေးမှပညာကဆက်သွားလို့ရပါတယ်တဲ့ဟုတ်လားတတိကကပ်ပေးတဲ့အာယုံကိုယူတဲ့ပညာကိုတန်ပစင်ညပညာလို့သုံးတယ်တတိတန်ပစင်မှတ်မိလားဒါကြောင့်မိမိတန်တန်မှာဖြစ်နေသောတဘာဝတရားတနည်းယုံနံနှစ်ပါးတနည်းတတိယူပေးမဲ့အာယုံယူလိုက်ရင်ကာယဝေဒနာစိတ်ဓမ္မဒီဟုသောဟုတ်လားအာယုံ၄ပါးယုံနံနှစ်ပါးဒီကိုဘာလို့ရမလဲစူဝိစယစူဇန်နော်
တဘာဝတရားတွေကိုဘာလို့မလဲစူးစမ်းဆင်ခြင်လေ့လာခြင်းဒါကြောင့်ဒီနေရာမှာဓမ္မဝိဇ္ဇာဟူသည်အဘယ်နည်းလို့ပြောရင်ဓမ္မအရာမိမိတန်တမ်းမှာဖြစ်နေသောတဘာဝတရားများကိုဓမ္မကိုခေါ်သည်အဲ့ဒီပေါ်မှာဝိဇ္ဇာစူးစမ်းဆင်ခြင်လေ့လာခြင်းဖြစ်ပါသည်ဒါကြောင့်လက်သေးကွင်းထဲမှာဆရာတော်အတူပြန်ရေးတယ်ဓမ္မဟူသည်တဘာဝတရားဘယ်တဘာဝတရားလဲမိမိတန်တန်နဲ့ဆောင်းမဖြစ်ရင်တဘာဝတရားလို့ဘယ်ရေးမလဲအပေါ်မှာပြောထားတဲ့အတိုင်းမိမိတန်တန်၌ဖြစ်နေသောတဘာဝတရားများကိုဝိဇ္ဇာစူးစမ်းဆင်ခြင်လေ့လာခြင်းကိုဓမ္မဝိဇ္ဇာကိုခေါ်သည်ရမလားမဆုထုတ်မယ်နော်ရတယ်နော်ကျွန်မမလုပ်ပေးနိုင်တာတောင်းမှတ်ပါတယ်ဓမ္မမိတ်ဆွေများအဲ့ဒါလေးကိုလုပ်ပေးခြင်းပေမဲ့နော်ဒီနေ့အဲ့ဒါမကူနိုင်ဖြစ်သွားတယ်နော်ရမယ်နော်စူးစမ်းဆင်ခြင်လေ့လာခြင်းအဲ့တော့စူးစမ်းနေတဲ့လေ့လာတယ်ဆိုတာဘာလဲတဲ့ဝိဇ္ဇာစူးစမ်းဆင်ခြင်နေဆိုတာပညာရဲ့ကိစ္စတစ်ခုပါတဲ့ဟုတ်လားဒါကြောင့်ဝိဇ္ဇာလို့ပြောရင်ဘာလဲစူးစမ်းဆင်ခြင်လေ့လာခြင်းကိုဝိဇ္ဇာကိုခေါ်သည်ဓမ္မဆိုတော့တရားတွေပေါ်မှာဝိဇ္ဇာစူးစမ်းဆင်ခြင်လေ့လာဘယ်တရားလဲမိမိတန်တန်၌ရှိနေသောတဘာဝတကယ်ဖြစ်နေသောတဘာဝတရားဆိုတာဘာလဲယုံနာနှစ်ပါးကိုပြောနေတာယုံနာနှစ်ပါးကိုတနည်းပြောတတိကပ်ပေးသောအာယုံ၄ပါးဘာတွေလဲကာယယုတ်ဒီဟုသောကာယပေါ်မှာဟုတ်တယ်လားနန္ဒီဟုသောဝေဒနာစေတသိက်ပေါ်မှာတင်ညာစေတသိက်ပေါ်မှာသင်္ခါရစေတသိက်တွေပေါ်မှာစိတ်ပေါ်မှာစိတ်စေတသိက်တွေပေါ်မှာဘာလို့ရမလဲစူးစမ်းဆင်ခြင်လေ့လာမယ်တတိယကပ်ပေးလိုက်ရင်ပညာကစူးစမ်းဆင်ခြင်မှာပေါ့တဲ့အဲ့ဒါဓမ္မဝိဇ္ဇာပါတဲ့ဒါကြောင့်အဲ့ဒီဓမ္မဝိဇ္ဇာဆိုတာခုနပြောခဲ့တာတွေပေါ့ကျွန်မဖတ်ထားတဲ့အတွက်ဓမ္မဝိဇ္ဇာဆိုတာတဲ့ဘာဖြစ်လဲအခြေခံကနေစပြောမယ်ဆိုရင်တဲ့တွေ့ပြီနော်အခြေခံကစပြောမယ်ဆိုရင်နံပါတ်1ကလေးစမှာပေါ့ဒါကုသိုလ်လားအကုသိုလ်လားအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားလေးလာစူးစမ်းစင်စစ်နေတဲ့စစ်စစ်ပြီးသိတဲ့အသိဉာဏ်ကိုလည်းဓမ္မဝိဇ္ဇာလို့ခေါ်ပါတယ်ဆိုရင်အခြေခံဉာဏ်ကဘာလဲကံဤအကျိုးကိုသိတဲ့ဉာဏ်ပေါ်ဟုတ်လားကုသိုလ်လားအကုသိုလ်လားအပြစ်ရှိတဲ့တရားလားအပြစ်မရှိတဲ့တရားလားဟုတ်လားဒါကိုစူးစမ်းဆင်ခြင်တာဒီကံနဲ့ကံဤအကျိုးကိုစူးစမ်းဆင်ခြင်နိုင်တဲ့ဉာဏ်ကိုဘာလို့ခေါ်လဲကမ္မတက္ကတဉာဏ်လို့ခေါ်တယ်အဲ့ဒါအခြေခံဉာဏ်မှာဗုဒ္ဓရဲ့အစုံအမကိုလိုက်ယူလေ့လာယူတဲ့ပုဂ္ဂိုလ်တို့သည်ပညာဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ကမ္မတက္ကတဉာဏ်ကိုရှိနေရမယ်လှုပ်လိုက်တဲ့အလုပ်တစ်ခုသည်ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားအပြစ်ကင်းတဲ့အလုပ်လားအပြစ်မကင်းတဲ့အလုပ်လားအကျိုးရှိမဲ့အလုပ်လားအကျိုးမရှိမဲ့အလုပ်လားခွဲခြားနိုင်ရမယ်အဲ့ဒီဉာဏ်မှမရှိကောင်းတယ်ထင်ပြီးလုံနေကြတဲ့အပြစ်မရှိဘူးလို့ထင်ပြီးလုံနေကြတယ်အဲ့ဒါအကုသိုလ်တွေပဲနော်ရေရတွေခြေတယ်ငါဟလာဒီအကုသိုလ်အကျိုးတွေကနေလွတ်ချင်တယ်အကုသိုလ်တွေပြန်မရအောင်ဆိုပြီးရေရတွေမျိုးစုံခြေကြတယ်သိမသိဘူးလုံနေကြတယ်အဲ့ဒါဒီဉာဏ်မရှိရင်လုံကြတယ်ဓမ္မမိတ်ဆွေများနော်အဲ့ဒါတွေကလောကမှာယနေ့ခေတ်အချိန်တွေမှာဆိုပိုတောင်းတွေ့ရသေးတယ်နာမည်တွေတော့ခံယူထားကြတဲ့ဗုဒ္ဓဘာသာဝင်လို့ခံယူနေကြတာအမှန်ပဲကောင်းတယ်ဆိုတဲ့ဖရာတီကျောင်းဆောက်အလုပ်တွေအကြီးအကျယ်ကြီးတွေလုပ်တာပဲသို့တော့အဲ့ဒီဟာဒီဓမိယလတ္ထစင်စင်ကြဲကြဲရတဲ့ငွေကြေးတွေနဲ့လှုပ်ထားတာဟုတ်ရဲ့လားတခါတလေကျရင်မတရားသောနည်းနဲ့ယူထားတာတွေနဲ့ပြန်လုပ်နေကြထမေချောင်းစီမောင်းတီးပြီးအလှကြီးပေးနေပေမဲ့မစင်ကြဲတာတွေအများကြီးပဲဓမ္မမိတ်ဆွေများနော်လောကကြီးမှာနော်အဲ့ဒါမျိုးတွေဟာလာအလှကြီးတွေပေးမယ်ဆိုတတ္တဝါတွေရဲ့အသက်တွေတတ်လိုက်ကြတာအများကြီးပဲဟုတ်တာဝက်တွေတတ်မယ်ကြက်တွေတတ်မယ်ဟုတ်လားဒါတွေဒီတကယ်တော့အလှပေးလိုက်တယ်ကျွေးလိုက်တယ်သို့တော့ဒီထဲမှာဘာတွေပါသွားလဲတတ္တဝါတွေရဲ့သွေးတွေပါကုန်ညတယ်နော်ညက်ရည်တွေပါကုန်ညတယ်အဲ့ဒါဒီကြည့်လိုက်ရင်တစ်ဖက်ကကြည့်အလှကြီးပေးလိုက်ပေမဲ့တစ်ဖက်ကကြည့်အ
ပြစ်တွေပါသွားလားမပါသွားလားပါသွားတယ်ဒါမျိုးလေးတွေ for example လေးပဲတစ်ခုလောက်ပဲဒီတဲ့ဆိုတာတွေအများကြီးပဲပေါ့ဟောဓမ္မမိတ်ဆွေများဒါကြောင့်အဲ့ဒါဒီအခြေခံလေးပါပဲတဲ့ဒါကြောင့်ကောင်းလားကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားအပြည့်ရှိတဲ့အလုပ်လားမရှိတဲ့အလုပ်လားကောင်းတဲ့အကျိုးကိုပေးမလားမကောင်းတဲ့အကျိုးကိုပေးမလားလို့စမ်းစစ်နိုင်တဲ့ဉာဏ်လေးဒီအခြေခံဉာဏ်မှာဒါလဲဓမ္မဝိစေယပါဘေးတဲ့နောက်တစ်စစ်တက်လာတော့ဘာဖြစ်လဲနံပါတ်1ဖြစ်သွားပြီနံပါတ်2ကယုံနံဒါဓမ္မဒီနံပါတ်1เนาะအခြေခံဒါအခြေခံလေးပြီးရင်နံပါတ်2ကိုပြောရင်ယုတ်ဓမ္မနန္ဓမ္မရဲ့သဘာဝကိုစစ်စစ်ပြီးသိပါမယ်တဲ့ဆိုတော့ဘာလဲနာနဲ့ယုတ်ကိုပိုင်းခြားသိတယ်ဉာဏ်ကိုနာမရူပပြိစေတဉာဏ်ပေါ့နော်ဉာဏ်နဲ့နော်အဲ့ဒီကနေပြီးတော့ဘာလာမလဲအကြောင်းတွေအကျိုးကိုသိမယ်ဒါဆိုပိစ္ဆယပရိက္ခဉာဏ်နောက်ကြည့်သင်္ခါရတွေရဲ့မမြင်စင်းရဲ့အစိုးမပိုင်တဲ့သဘာဝတွေကိုသိတာဝိပဿနာဉာဏ်နေမဟုတ်ဘူးလားတဲ့ဒါကြောင့်ဓမ္မဝိစေယဉာဏ်ဆိုတာအစဉ်စဉ်ရှိတယ်တဲ့နားလည်ပြီးနော်ဒါကြောင့်ကျမတို့ကအဲ့ဒါလေးကိုဆရာတော်ကအခြေခံကနေစ၍ဆိုတဲ့အတွက်ဓမ္မမိတ်ဆွေတို့ကျမတို့ကသိရမယ်နားလည်ပြီးနော်ဓမ္မဝိစေယသည်အစဉ်စဉ်ရှိတယ်တဲ့အဲ့တော့အဲ့ဒီဓမ္မဝိစေယသဘောတွေကိုဘာလုပ်ရမလဲတဲ့အဲ့ဒီအတိတွေဖြစ်အောင်ဘာလုပ်ရမလဲကိုယ်တန်တန်မှာဖြစ်အောင်လုပ်ရမယ်ဟုတ်သလားသိအောင်ဘာလုပ်ရမလဲအခုကျမတို့ဒါဓမ္မဝိစေယတွေဖြစ်အောင်ကိုယ်တန်တန်မှာဖြစ်အောင်ဘာလုပ်နေတာလဲဓမ္မဝိစေယဆိုတာပညာလေဉာဏ်နေလေကိုယ်တန်တန်မှာဖြစ်အောင်ပညာဉာဏ်တို့ဒီဘာလုပ်တတ်တဲ့သဘာဝရှိတယ်လေအမှန်အကောင်ဆိုအကြောင်းကျိုးခွဲခြားနိုင်တယ်ပြီးရင်အခုအမှန်အတိုင်းလဲသိမြင်နိုင်တယ်ဟုတ်တယ်လားမကောင်းတာဆိုရင် तू ကအမြင့်ပြတ်ဖယ်ရှားတတ်တယ်အဲ့တရားတွေကိုယ်တန်တန်မှာဖြစ်အောင်လုပ်ရမယ်သိအောင်သင်လိုက်တဲ့အခါမှာမသိမှုမောဟနေနိုးထမှာပဲပေါ်ဓမ္မမိတ်ဆွေများကိုယ်တန်တန်မှာဖြစ်ရမယ်ဒါကြောင့်ဒါကလေတဲ့ကိလေသာတည်းဟူသောအိပ်ပျော်ခြင်းကနိုးထစေပါတယ်ဟုတ်လားရှင်ဒါကြောင့်နှခမ်းပြန်တတ်တော့နှစ်ချက်ပြီးသွားပြီနော်တတိတန်ဖို့စဉ်ရဲ့ဓမ္မဝိစေယတန်ဖို့စဉ်ဒါကြောင့်ပြန်ဆရာတော်ကကောက်တယ်တတိကလေတဲ့ကိလေသာတည်းဟူသောအိပ်ပျော်ခြင်းကနိုးထစေတယ်ဟုတ်လားကိလေသာကနိုးထစေတာဒီပါလေ body လေဒါကြောင့်အဲ့ body ထဲမှာတတိဒီအင်္ဂါစိတ်ပိုင်းတစ်ခုဟလာအင်္ဂါစိတ်ပိုင်းဆို body အင်္ဂါဘုဇင်ကမဟုတ်ဘူးလားဒါကြောင့်အဲ့ဒီကိလေသာကနိုးထစေတာကို body ကိုခေါ်သည်တတိဒီအဲ့ဒီ body ဒီဟူသောတရားရဲ့အင်္ဂါစိတ်ပိုင်းကိုဘုဇင်ကလို့သုံးတာပေါ့နောက်တစ်ခုနံပါတ်1ဓမ္မဝိစေယကလည်းပညာကလည်းကိလေသာတည်းဟူသောအိပ်ပျော်ခြင်းကနိုးထစေတဲ့ body ရဲ့အင်္ဂါစိတ်ပိုင်းဘုဇင်ကတခုမဟုတ်ဘူးလားတဲ့ဒီနားလဲပြီးနော်ကဲအဲ့ဒါပြီးနံပါတ်3ကဘာလဲရှင့်နံပါတ်3ကဝီရိယလို့ရေးထားရင်ကိုကအင်္ဂါစိတ်ပိုင်းတစ်ခုကိုပြောပြီးဒါကိုဝီရိယတန်ဘုဇင်လို့ကိုရေးပေးပါဘုဇင်လို့ရေးလိုက်ရင် body အင်္ဂါလို့သိရမယ်နော် body အင်္ဂါဘုဇင်ကသိရမယ်ကဲနောက်တစ်ခုကဝီရိယဒါကိုဆရာတော်ခပ်ပြတ်ပြတ်မဲ့ပြောတော့ဝရိယမှာနှစ်မျိုးခွဲမယ်တဲ့ကောင်းတဲ့သဘာဝတရားတွေတဲ့တွေ့လားကောင်းတဲ့သဘာဝတရားတွေကိုနံပါတ်1မဖြစ်သေးရင်ဖြစ်အောင်လုပ်ပါတဲ့ဖြစ်ပြီးရင်တိုးပွားအောင်လုပ်ပါတဲ့ဟုတ်လားရှင်ကောင်းတဲ့သဘာဝတရားဆိုကျမတို့တနည်းအားဖြင့်ပြောင်းပြောရင်ပါလေကုသိုလ်တွေပေါ့ကုသိုလ်ပေါ့ဟုတ်လားရှင်နောက်တစ်ချက်မကောင်းတဲ့တရားတွေလို့ပြောရင်ဘာပြောတာလဲအကုသိုလ်တရားတွေပေါ့အဲ့ဒီတရားတွေကြရင်ဘာလုပ်မလဲကိုယ်တန်တန်မှာမဖြစ်အောင်ဘာလုပ်မလဲတားဆီးပိတ်ဆို့ပါတဲ့နံပါတ်3ပေါ့ဟုတ်လားနောက်ပြီးရင်ဘာလုပ်ရဖြစ်ပြီးရင်နဲ့ဘာလဲဖြစ်ပြီးရင်ဘာလုပ်ရမှာရေးထားတာဖြစ်ပြီးရင်စ조사ဖို့ဆိုဖြစ်ပြီးရင်စ조사ဖို့ဆိုစာကြံသွားတာဖြစ်ပြီးရင်ဘယ်လိုစ조사ရမှာလဲဖယ်ရှားဖို့မကောင်းတဲ့တရားတွေကိုစ조사ဖို့ဆိုတော့ဖြစ်ပြီးရင်စ조사ဖို့ဆိုတော့စာကြံတာမဟုတ်ဘူးလားမကောင်းတဲ့တရားတွေကြရေးဆိုအကုသိုလ်တွေကိုမိမိတန်တန်မှမဖြစ်အောင်မလုပ်မလဲတားဆီးမယ်ပိတ်ဆို့မယ်ဖြစ်ပြီးရင်စ조사ဖို့ဆိုတော့ဖြစ်ပြီးရင်စ조사ပြီးဖယ်ရှားဖို့စာကြံတယ်တွေ့လားစာကိုလည်းအမှားကိုမြင်အောင်ဖတ်တတ်ရတယ်ရှင်ဆရာတော်ကတော့စကားပြောသွားတာကိုပြောတဲ့အခါဆရာတော်ရဲ့ဟောတရားကိုပြန်ရေးကြမယ်
ရိုက်ကြမယ်အဲ့ဒါပြောတော့ကပါရင်ပါမယ်ပြန်ရေးတဲ့သူကြံရင်ကြံမယ်တခါပြန်ရေးတဲ့သူပါပြန်တော့လေကွန်ပျူတာရိုက်တဲ့သူကြံနိုင်တယ်ကွန်ပျူတာရိုက်တဲ့သူကြံတော်လေစာစစ်တဲ့သူကရှာမတွေ့အဲ့လိုအမှားကြီးပါသွားမှာဒီတိုင်းလွတ်လိုက်ကြရမှာမဟုတ်ဘူးလေကိုယ့်ကိုသိလေမဖြစ်သေးမကောင်းတဲ့တရားတွေကြတော့ကိုယ်တန်တန်မှာမဖြစ်အောင်လုပ်ရမယ်လေအကုသိုလ်ဆိုတာမဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးရင်ဘာလုပ်ရမလဲစူးစမ်းရမယ်မဟုတ်ဘူးဖြစ်ပြီးရင်စူးစမ်းပြီးဖယ်ရှားဖို့ဟုတ်လားနားလဲပါတယ်နော်အဲ့ဒါဒီတရေကိုကောက်လိုက်တော့ပါလေဝီရိယပါတဲ့အဲ့ဒီဝီရိယတရားဖြစ်နေရင်ကောတဲ့ကိလေသာတွေကနေအိပ်ပျော်ခြင်းကနိုးထစေနိုင်တဲ့အင်္ဂါစိတ်ပိုင်းမို့လို့သူ့နာမည်တက်လိုက်တော့ဝီရိယတန်ဘုဇင်လို့သုံးပါတယ်ရှင်းလားနားလဲတယ်နော်ဘယ်နှခုရှိသွားပြီလဲ3ခုရှိသွားပြီကဲနံပါတ်4နံပါတ်4ကပီတိတဲ့တရေကိုကြည့်ပီတိဒါကိုအရှိပြောရင်ပီတိတန်ဘုဇင်စလုံးပေါင်းလေးသိအောင်ပြန်ရေးပါတိတ်အဲ့စလုံးပေါင်းကမှတ်တတ်တယ်နော်ပီတိတန်ဘုဇင်ပီတိတန်ဘုဇင်ပီတိဆိုတာတဲ့ဆရာတို့ပြောပြီကျမတို့လက်သေးကွင်းလေးဖွင့်ထားမယ်ကာမဂုဏ်အာယုန်တွေနဲ့ပီတိဖြစ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်တဲ့နားလည်လားကာမဂုဏ်အာယုန်ဆိုရင်ရိုးရိုးလေးမကြည့်နဲ့ကျမတို့ကဒီအတန်းရောက်နေပြီဆိုမြင်အောင်ကြည့်ကာမဂုဏ်အာယုန်ဟူသည်ပါလေကာမဂုဏ်အာယုန်တွေနဲ့ဆိုတာဘာကိုပြောတာလဲကာမဂုဏအာယုန်နေတဲ့ဆိုတော့အစင်းအတန်အနတ်အယတာအတွေ့အထိဒီအာယုန်တို့ဒီကာမအာယုန်အဲ့ဒီကာမအာယုန်တို့ဒီဂုဏတတ္တဝါတွေကိုဘာလုပ်တတ်လဲဆွဲချီတတ်တယ်ဟုတ်တယ်လားအစင်းဆိုတဲ့အာယုန်ကလည်းကိုယ်ဆွဲပြီးတော့ तू အားဆွဲချီနှောင်ထားတတ်တယ်ဒါကြောင့်ကာမဂုဏဒီဂုဏကအဲ့ဒီဂုဏနေလာတဲ့ဂုံကသီလဂုံတမာရီဂုံပညာဂုံမျိုးအရေးချင်းကိုအရေးအသွေးကိုပြောတာမဟုတ်ဆွဲနှောင်ချီနှောင်တဲ့တရားကိုပြောနေတယ်ဒါကြောင့်ကာမဂုဏ်အာယုန်ဟူသည်အစေအသက်အနတ်အယတာဒီဟုသောအာယုန်နေအဲ့ဒီအာယုန်တို့သည်မိမိတဏ္ဍာမှာဘာတွေဖြစ်အောင်ဆွဲချင်အောင်လဲလောဘဒေါသအစရှိသောကိလေသာတွေကိုဖြစ်စေနိုင်အောင်ဆွဲချင်အောင်တဲ့အတွက်ကျမတို့အရှိ lecture မှာသင်ခဲ့တဲ့ကာမဆိုရင်နှစ်ကာမရှိတယ်ဟုတ်တယ်လားဘာကာမတွေလဲလို့ပြောရင်ကိလေသာကာမနဲ့ဝိထုကာမလို့သုံးထားတယ်ဝိထုကာမဆိုတာအာယုံ6ပါးအာယုံ3တာအစင်အတန်အနတ်ရတာတို့ဒီဝိထုကာမအဲ့ဒီဝိထုကာမဆိုတော့အာယုံတို့ဒီကိလေသာတည်းဟူသောလောဘဒေါသတွေဖြစ်စေနိုင်တဲ့အတွက်ကိလေသာကာမကိုဖြစ်နိုင်အောင်ဆွဲချီနှောင်တဲ့အတွက်ဂုဏလို့သုံးတယ်ရှင်းလားဒါဆိုရင်သားတွေသမီးတွေလို့ပြောလိုက်အဲ့ဒီသားသမီးတို့ဒီဝိထုကာမလားကိလေသာကာမလားပြောကြည့်သားသမီးတွေဘူးသားတွေသမီးတွေအာယုံပစ္စည်းဥစ္စာအိုးအိမ်တိုက်တာဇနီးခင်ပွန်းချစ်သူမုန်းသူဒါတို့ဒီဝိထုကာမအဲ့ဒီဝိထုကာမဒီကိုယ်ဘာဖြစ်စေလဲဆွဲချီနှောင်တတ်တဲ့ကြောင့်သူကကာမဂုဏ်အာယုံပဲသားသမီးဇနီးမယားအိုးအိမ်တိုက်တာတို့ဒီကာမဂုဏ်အာယုံပဲသူတို့ဒီဘာဖြစ်စေလဲကိုယ်လောဘဖြစ်အောင်လဲဆွဲချီနှောင်နေဟုတ်သလားမောဟဖြစ်အောင်လဲဆွဲကိလေသာကာမတွေဖြစ်အောင်ဂုဏချီနှောင်တဲ့အတွက်အာယုံဘက်မှာဂုဏထည့်ရတယ်ကိလေသာဂုဏအာယုံမရှိမသုံးဝိထုနော်ဒါကြောင့်ကာမဂုဏ်အာယုန်ဒေကိုခံစားရတဲ့အခါမှာလဲပီတိဖြစ်တတ်တယ်တဲ့ဟုတ်သလားအစင်းလှလှလေးကြည့်ရင်ကျမတို့ပီတိဖြစ်တတ်တယ်ဟုတ်လားဟဲ့လှလိုက်တာရိုးရိုးတော့မလှဇက်ပလေးထွက်လာဟဲ့လှလိုက်တာကြည့်လို့ကောင်းလိုက်တာကိလေသာအော်တန်ကြီးထွက်လာအဲ့ဒါဘာလို့ခေါ်လဲဇက်ပမေ့နေလောက်ပြီဇက်ပနော်မှတ်မြင်နော်မမေ့နဲ့နော်ဟဲ့လာလိုက်တာဟဲ့မွေးလိုက်တာအရင်မဲ့နားထောင်ကောင်းလိုက်တာ once more နောက်တစ်ချိန်ဟုတ်လားစားလို့ရှိရင်လည်းဟဲ့ကောင်းတယ်ဟဲ့အကုန်မစားနဲ့အောင်တိန်းထောင်းဟဲ့နေ့အဖေအတွက်ကျွေးရအောင်မယ်ဟဲ့တိန်းလိုက်အောင်မလေးအဲ့ဒါဘာဖြစ်နေလဲဇက်ပါတွေဖြစ်နေတာမရှိဘူးလားဒါကြောင့်အဲ့ဒီကာမဂုဏ်အာယုန်နေမှာအစာကောင်းကောင်းအစင်လှလှအတန်ကောင်းကောင်းစသည်ဖြင့်ဖြစ်လာရင်ပီတိဖြစ်တတ်တယ်တဲ့ငါသားလေးတော်လိုက်တာဟဲ့ငါသမီးလေးကလောကမှာအလားဆုံးနော်အဲ့ဒါဒီဘာဖြစ်စေလဲပီတိဖြစ်စေတယ်တဲ့ဒါကြောင့်ကာမဂုဏ်အာယုန်တွေနဲ့ပီတိဖြစ်တဲ့ပုဂ္ဂိုလ်လည်းရှိတာပဲတဲ့ဆရာတော်ဆက်ရှင်းပြီအဲ့ကာမဂုဏ်အာယုန်
ကိုကြိုက်တဲ့အစာလေးစားရရင်ဆိုအဲ့ကြိုက်တဲ့အစာလေးစားတယ်ဆိုရင်ဘာကာမဂုဏ်အာယုံလဲရတ္တယုံကာမဂုဏ်ဟုတ်ပြီနော်ထီပေါက်လို့ပီတိဖြစ်တယ်ဟုတ်လားအဲ့ဒါဘာအာယုံလဲထီပေါက်တယ်ဆိုရပစ္စည်းဥစ္စာတွေရလိုက်တာမဟုတ်ဘူးလားအဲ့ဒီအချိန်ကြလဲပီတိဖြစ်တယ်တဲ့စီးပွားရေးတွေအောင်မြင်လို့ပီတိဖြစ်တယ်အဲ့ဒီပီတိမျိုးကိုအခုပီတိတန်ဖို့စင်နေရမှာပြောတာမဟုတ်ဘူးတဲ့အဓိကလာပြီကျွန်မခုနတည်းသင်ပြီးပြီလက်သေးခွင်းဖွင့်ခဲ့ပြီကဲဗါတဲ့တရားဓုတရားမြတ်ကိုသိရလို့အသိဉာဏ်နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာသောပီတိမျိုးကိုပီတိတန်ဖို့စင်လို့ခေါ်တယ်ဟုတ်လားတရားဓုတရားမြတ်ကိုသိရလို့ခုစာရီသင်ပြီးတော့လေစာရီသင်လိုက်တဲ့အခါအရင်မသိတာသိရရင်ရောပီတိဖြစ်လားအဲ့ဒါဖြစ်နိုင်တာပဲဟုတ်တယ်လားကျမတို့လည်းမသိသေးတာသိလိုက်ရဟောဒီတခုငါသိသွားပြီအရင်တော့သိတယ်လို့နဲ့မရှင်းဘူးနော်အခုသိလိုက်ဟာပီတိဖြစ်တယ်နောက်ထပ်သင်ကျင်သေးတယ်သိကျင်သေးတယ်နော်ဒါကြောင့်တရားအရတာဒီတပ္ပရတ္တံဓမ္မရတ္တံဇိနာတိအစားကောင်းကောင်းစားလို့ရတဲ့ပီတိမျိုးတဲ့တရားအရတာစားလိုက်ရတဲ့ပီတိနော်သိလိုက်ရတဲ့ပီတိဒီမလဲနိုင်ဘူးဒါကြောင့်အစားကောင်းစားရရင်ကိုချစ်တဲ့သူကြွေးကျင်တယ်ဟုတ်လားခင်တဲ့သူကြွေးကျင်တယ်တရားအသိရရင်လေကိုသိတဲ့သူတွေပြောပြခြင်းတယ်အဲ့ဒါပီတိပဲတဲ့ဒါကြောင့်တရားဓုဒီမှာပီတိတန်ဖို့စဉ်ဆိုတာဘာလဲလို့မင်းဒါဖြစ်ရမယ်တရားဓုတရားမြတ်ကိုသိရလို့ဘာနဲ့သိတာလဲသိရလို့ဆိုတဲ့စကားကျွန်မအမြဲတမ်းထောက်ထည့်ပြီးပြောတယ်နော်သိရလို့ဆိုတာဘာကိုပြောတာလဲအဲ့ဒီသိရလို့ဆိုတာသိတယ်ဆိုရင်ဘာနဲ့သိတာလဲအသိဉာဏ်နဲ့အသိဉာဏ်နဲ့သိတယ်ဆိုတော့ဉာဏ်သိပေါ့ဉာဏ်သိဖြစ်ဘာသိပါလဲစိတ်အသိကိုသိညာအကုန်ပါသွားပြီနားလည်လားရှင်မှတ်လို့သိတယ်ဆိုရင်ဘာပါလဲသိညာသိပါရင်စိတ်အသိလည်းပါတာပဲစိတ်အသိလို့ပြောရင်သိညာပါတယ်ပညာသိလို့ပြောလိုက်ရင်အကုန်ပါတယ်နော်ရှင်းနေနော်ဒါကြောင့်ဘလို့သိတာလဲတဲ့တရားဓုတရားမြတ်ကိုသိရလို့တဲ့အသိဉာဏ်နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ပီတိမျိုးကိုဆိုလိုပါတယ်တဲ့တရားဓုတရားမြတ်ကိုသိရလို့အသိဉာဏ်ဖြစ်နေတဲ့အချိန်မှာလဲသိနေပြီဆိုတဲ့ကမသိခြင်းမောဟနိုးထနေပြီမဟုတ်ဘူးလားတဲ့တူတူပဲတဲ့ဒါလေဒီပီတိကလည်းကိလေသာကိုနိုးထဖို့အထောက်အကူဖြစ်စေတဲ့အစိတ်အပိုင်း body ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လို့ဘုဇင်ပီတိတန်ဘုဇင်လို့ပြောပါသည်တဲ့ရှင်းပြီနော်ကဲနံပါတ်ဘယ်လောက်ဖြစ်သွားပြီလဲ9ရောက်သွားပြီရှင်နံပါတ်5ကဘာလဲပတ္တိတဲ့အဲ့ဒီပတ္တိရဲ့ဘေးမှာရေးပေါ်ပတ္တိတန်ဘုဇင်အစိတ်အပိုင်းမှာပဲတဲ့ပတ္တိတန်ဖို့စစလုံးမောင်းလေးတွေသတိထားပြီးရေးကျင်သွားနော်အတန်ထွက်မှန်မှနော်ရေးတဲ့အခါအမှန်ထွက်တယ်နော်ဒါကြောင့်ပီတိတန်ဖို့စပီတိတန်ဖို့စင်ဒီပီတိsorry ပတ္တိတန်ဖို့စင်ဒီပတ္တိတရေကိုပေမဲ့ပတ္တိမှာနှစ်ခုရှိတယ်တဲ့ကာယပတ္တိနဲ့စိတ်တပတ္တိပါတဲ့ကာယပတ္တိစိတ်တပတ္တိကာယဆိုတော့ကိုပေါ့ကိုဤငြိမ်းချမ်းနဲ့ဆိုတာတကယ်တော့အဘိဓမ္မာအရာတိတိကျကျပြောရင်စေတသိက်အပေါင်းငြိမ်းအေးတာပြောတာစိတ်ဓပတ္တိဆိုတာစိတ်ရဲ့ငြိမ်းအေးမှုဒါမဲ့စိတ်တွေစေတသိက်တွေငြိမ်းအေးရင်ဘာလေငြိမ်းလဲရုပ်ကြီးလဲငြိမ်းအေးတာပဲပေါ့စိတ်တစားရုပ်ကိုပြောတာဒါမဲ့တော့ဒီမှာဒါကသင်ပြီးသားသူတွေအတွက်ကျွန်မလှမ်းထောက်ပြလိုက်တာတကယ်တမ်းခြုံပြီးပြောရင်ကာယပတ္တိဟူသည်ကိုကငြိမ်းအေးတယ်စိတ်ဓပတ္တိဟူသည်စိတ်ကငြိမ်းအေးတယ်လို့ပဲတူတူပဲယူလိုက်ကြစို့အဲ့ဒီလိုစိတ်တွေစေတသိက်တွေငြိမ်းအေးသွားပြီဆိုရင်တဲ့ခန္ဓာကိုယ်ကြီးမှာကိလေသာဆိုတဲ့အပူပင်တွေမရှိငြိမ်းအေးသွားတဲ့အနေအထားလေးတစ်ခုဖြစ်ပြီဆိုရင်လေကိလေသာကနိုးထစေတာပါပဲတဲ့ဒါကြောင့်ပတ္တိကိုလေbody ကိုခေါ်ပါဒီ body ရဲ့အင်္ဂါတစ်ခုပဲနော်တဲ့နားလည်ပြီနော်ဆက်မယ်နံပါတ်5ပြီးတော့နံပါတ်မှာ6ဖြစ်သွားပြီအဲ့ဒါကိုကျမတို့ယူလိုက်ရင်တမာတိလို့ယူထားတယ်ဒါကိုအပြည့်အစုံပြောရင်တမာတိတန်ဖို့စဉ်စလုံးပေါင်းလေးရေးလိုက်ကြအောင်စို့ဒါလေးရေးထားတမာတိတန်ဖို့စဉ်သည်တမာတိတရေကိုတိတိကျကျပြောရင်
ဧကဂတာတရေကိုဟုတ်ရဲ့လားရှင်ဧကဂတာတရေကိုဧကအဂတာဧကတခုတည်းသောအာယုံပေါ်မှာအဂတာကြရောက်တယ်ဒါကြောင့်နောက်တစ်ခုကတမာတိပါပဲတဲ့အာယုံတစ်ခုတည်းပေါ်မှာဧကတစ်ခုတည်းသောအာယုံပေါ်မှာစိတ်ကလေးငြိမ်သွားပြီတဲ့ငြိမ်နေဆိုတဲ့အာယုံတစ်ခုပေါ်ဆိုရင်ဟိုအာယုံဒီအာယုံနေပြန့်လွင့်တာကိုဥဒိစ္စလို့သုံးတာပေါ့စိတ်အာယုံနေပြန့်လွင့်လာပြီဆိုစိတ်တွေကလှုပ်ရှားပြီစိတ်ကလှုပ်ရှားရင်ပူလောင်လာရင်မငြိမ်ချမ်းဘူးဒါကြောင့်ကျမတို့စိတ်တွေလှုပ်ရှားလိုက်တာစိတ်တွေပင်ပန်းလိုက်တာဆိုအာယုံများနေလို့အဲ့ချိန်မှာတတိပြန်ငါစိတ်တွေဘာလို့ပင်ပန်းနေသလဲငါစိတ်တွေဘာလို့ပူလောင်နေသလဲဟိုကလည်းလှုပ်ချင်းဒီကလည်းလှုပ်တစ်ခါလေးကြရင်ကျမတို့လည်းဖြစ်တာပဲလှုပ်ချင်တဲ့အလုပ်ကတစ်ခုလှုပ်နေရတာတစ်ခုမကြိုက်ဘူးလှုပ်ချင်တဲ့အာယုံလှုပ်ချင်နေတယ်ဥပမာဆိုစာဖတ်ချင်နေတယ်စာဖတ်ချင်နေမဲ့စာဖတ်လို့မရဟိုကိစ္စဘောဒီကိစ္စဘောအားတွေလှုပ်နေစိတ်ကလှုပ်ချင်တဲ့အာယုံစီကိုမသွားရတဲ့ကြောင့်မကျေနပ်နေဘူးအဲ့ချိန်မှာပူတာပေါ့ဒေါသအဲ့ကြောင့်ကိုယ်တတိထားငါဘာဖြစ်နေတာလဲအဲ့တော့ကဲဟိုလှုပ်လေလှုပ်လို့မှမရရင်ဒီလှုပ်ကိုဘာလုပ်လဲပြီးအောင်လှုပ်လိုက်ဒီလှုပ်ကိုလှုပ်ရမှာလေမလှုပ်ကိုမလှုပ်ရင်ဘယ်သူမှလာမလှုပ်ပေးတာအဲ့တော့ကိုကလှုပ်ရတော့အဲ့လိုလေးအာယုံလေးကိုပြန်တဲ့သွားလို့ရှိရင်ဒီအာယုံလေးလှုပ်တဲ့အာယုံလေးပေါ်မှာပဲပြီးအောင်စူးစိုက်ပြီးလှုပ်လိုက်စိတ်ကငြိမ်ကြသွားတယ်ဒါကြောင့်စိတ်မငြိမ်မသက်ဖြစ်လာရင်လှုပ်ရှားလာရင်ပြန့်လွင့်မှုဥဒိစ္စလည်းဖြစ်နိုင်တယ်ဒါကြောင့်ပြန့်လွင့်ခြင်းတွေ့လားပြန့်လွင့်ခြင်းကိုဘာလို့သုံးလဲဥဒိစ္စဒါကြောင့်တမာတိဧကဂတာရဲ့စန့်ကျင်ဘက်ဒီပြန့်လွင့်ခြင်းပဲအာယုံနေပြန့်လွင့်တယ်ဥဒိစ္စဒါကြောင့်အဲ့ဒီဥဒိစ္စပြန့်လွင့်လာပြီဆိုနောက်ဆက်တွဲတွေဘာလာပြီလဲပူလောင်လာတယ်တဲ့နော်ပူလောင်လာတယ်ပူလောင်နေမငြိမ်းချမ်းဘူးဆိုတာတွေဖြစ်လာတတ်တယ်ဒါကြောင့်ငြိမ်သွားပြီဆိုရင်ပြောင်းပြန်ပြောပြန့်လွင့်ခြင်းလည်းမရှိတော့ဘူးပူလောင်ခြင်းလည်းမရှိတော့ဘူးမငြိမ်းချမ်းခြင်းဆိုတာလည်းမရှိတော့ဘူးတဲ့ဒါကြောင့်ငြိမ်းချမ်းခြင်းတွေဖြစ်လာတယ်အဲ့တော့စိတ်ကလေးကအာယုံတစ်ခုပေါ်ရောက်သွားရင်ဆိုဒါပဲပြောတာအာယုံတစ်ခုတည်းမှာနေတဲ့အခါမှာချမ်းသာတယ်ဆိုတာဒါပဲခုကျမတို့စာသင်နေတယ်စာသင်တဲ့အာယုံကလေးပေါ်မှာစူးစိုက်နေရင်လေစိတ်တွေငြိမ်းချမ်းတာအမှန်ပဲစဉ်းစားကြည့်အခုငြိမ်းချမ်းနေတယ်နော်ပူလောင်မှုမရှိဘူးပြန့်လွင့်မှုမရှိဘူးဒါပဲဒါကြောင့်ငြိမ်းချမ်းပြီးတော့ငြိမ်းချမ်းတယ်ဆိုတာဘာလဲငြိမ်းချမ်းတယ်ဆိုတာဘာလဲပတ္တိကိုပြောတာလေအဘောကပတ္တိလေတွေ့လားငြိမ်းချမ်းတယ်ဆိုတာပတ္တိပဲငြိမ်းချမ်းပြီးရင်ဘာလာလဲငြိမ်းချမ်းပြီးရင်ပတ္တိတန်ဖို့စဉ်ရဲ့နောက်မှာဘာလိုက်လဲတမာတိဆိုတာလိုက်တယ်ငြိမ်းချမ်းခြင်းရဲ့အရှိမဘာလို့ငြိမ်းချမ်းလဲကျေနပ်နှစ်သက်လို့ပေါ့ပီတိတန်ဖို့စဉ်ဖြစ်လာပြီးရင်ငြိမ်းချမ်းခြင်းပတ္တိတန်ဖို့စဉ်ငြိမ်းချမ်းခြင်းပတ္တိဖြစ်လာရင်ဘာလာလဲငြိမ်းသက်ခြင်းဒါကြောင့်ကျွန်တော်တို့အရှိမပါပါတယ်ဖယားကုံတော်တွေပွားရင်စိတ်ကရွှင်လန်းနေရွှင်လန်းရင်ဘာဖြစ်လဲဝမ်းမြောက်တယ်ဝမ်းမြောက်ခြင်းကိုပါမုဇ္ဇဖြစ်လာရင်နှစ်သက်ခြင်းပီတိပြီးငြိမ်းချမ်းခြင်းပတ္တိရဲ့နောက်မှာချမ်းသာခြင်းဒုက္ခတွေ့လားဒုက္ခရဲ့နောက်မှာကြာမှစူးစိုက်ခြင်းဧကဂတာအဆင့်လာတာလေဒါကိုကျွန်တော်တို့အဘိဓမ္မာဝိသုဒ္ဓိမဲ့တို့ဘာလို့ဆိုလို့ရှိရင်ဒါတွေကစာမေးမှာတစ်ဆောင်တစ်ယောက်မေးတာပေါ့နော်ပီတိရဲ့သားပတ္တိရဲ့သားသည်ဒုက္ခနော်ဒုက္ခရဲ့သားကမှတမာတိဆိုတဲ့အတွက်ပီတိနေရာကနေကြည့်ရင်နော်ပီတိရဲ့သားကပတ္တိပီတိပြီးရင်ပတ္တိလားပီတိပြီးမှပတ္တိဖြစ်ရတယ်ပတ္တိပြီးရင်ချမ်းသာခြင်းဒုက္ခဆိုဒုက္ခသည်ပီတိရဲ့မြေဒုက္ခဖြစ်လာရင်စူးစိုက်ငြိမ်သက်ခြင်းဧကဂတာဆိုတော့ဧကဂတာသည်ပီတိရဲ့မြေစာမေးမှာအဲ့ဒါမေးတာပေါ့ဝိသုဒ္ဓိမဲ့ကြတာနော်ပီတိဖြစ်လာရင်ငြိမ်းချမ်းတယ်ပတ္တိရဲ့နောက်မှာချမ်းသာခြင်းဒုက္ခရဲ့နောက်ကြတော့မှာစူးစိုက်ခြင်းငြိမ်သက်ခြင်းဧကဂတာအဆင့်ဖြစ်ကြတယ်ဒါတရားဓမ္မတွေပဲကျမတို့အရှိမတော့ဆရာတော်ဘုရားတို့သင်ခဲ့တဲ့ထဲမှာပါတယ်လေကုသိုလ်တစ်ခုတွေလှုပ်လို့ရှိရင်ဘာဖြစ်လဲဝမ်းမြောက်ခြင်းပါမုဇ္ဇ
ဝမ်းမြောက်ပြီးရင်ဘာဖြစ်လဲကျေနပ်နှစ်သက်ခြင်းပီတိဖြစ်လာရင်ငြိမ်းချမ်းခြင်းပတ္တိဖြစ်လာရင်ချမ်းသာပြီးဧကဂတာစူးစိုက်တယ်စူးစိုက်လာပြီဆိုရင်ယထာဘုဒ္ဓအမှန်တိုင်းမြင်လိုက်တော့ဉာဏ်ဖြစ်ပြီဆိုပြီးအဲ့ဒါသမထနဲ့ဝိပဿနာမှာပြန်ကြည့်မေ့ကုန်တယ်တွေ့လားအဲ့ဒါတွေက apply လုပ်ရမှာဒါတွေကသိနေရမယ်စာမွက်ဖြည့်ပြီးမှာပေါ့အဲ့ဒါတွေကလက်တွေ့ကိုရှုရင်မြင်တော့မှာကိုရှုရင်ဒီ step by step သွားမှာနော်ဒီတိုင်းပဲဒါကြောင့်ကြည့်လိုက်ရင်တဲ့ငြိမ်းချမ်းပြီးတယ်ဆိုတာပတ္တိအာယုံတစ်ခုတည်းပေါ်မှာစိတ်ဟာတည်ငြိမ်ပြီးနေတော့တယ်အဲ့ဒါဧကဂတာတဲ့တမာတိပါပဲတဲ့အဲ့ဒီတမာတိဖြစ်နေရင်လည်းဘာဖြစ်ပြီလဲပြန်လွင်ခြင်းတို့ပူလောင်ခြင်းတို့တွေဆိုတဲ့ကိလေသာတွေကနိုးထစေလို့အတ္တကိုလေတဲ့ဘောဓိထဲမှာပါလိမ့်မယ်တဲ့ရှင်းပြီနော်နံပါတ်ဘယ်လောက်ရောက်သွားပြီလဲ9ဖြစ်သွားပြီတဲ့အဲ့ဒီ9ဒီဥပိ္ပခာလို့ရင်ကျမတို့အပြည့်စုံရေးပါတဲ့လေဥပိ္ပခာကိုလည်းစလုံးပေါင်းမှန်အောင်ရေးပါတဝေထိုးကိုမှန်အောင်ထက်နော်ဥပိ္ပခာတဝေထိုးဒီပဇောက်ရဲ့ရှေ့မှာရှိရမည်ကာကြီးရဲ့ရှေ့မှာသွားမရှိနဲ့နော်ဘလို့မရှိရင်ဘာဖြစ်တတ်လဲပြောဦးမယ်နော်အခရာဥတဝေထိုးပဇောက်ရေးချအဲ့လိုရေးရမှာဒါဆိုရင်နှလုံးစစ်နေရာကိုရှာလိုက်ရင်ဒီနေရာမှာကာကြီးနဲ့ခါခွေးနှလုံးစစ်လင်အထက်တွင်တပ်ပေမြဲဧကန်ဆိုရကြအပေါ်ကကာကြီးကိုအသက်တင်လိုက်မယ်ဒါဆိုရင်အဲ့ဒီကာကြီးနဲ့ဆက်တဲ့စကလုံးဒီပါဇောက်ရဲ့ရှေ့မှာဘာရှိနေလဲဆိုရင်တဝေထိုးရှိတယ်ဒါကြောင့်ဖတ်ရတဝေလေထိုကတ္တမျိုးဖတ်ယူစတတံဖတ်လိုက်တော့ဟရိတဝေထိုးရဲ့ဟရိကာကြီးရဲ့ဒီစာလုံးတန်ပေါင်းလိုက်တော့ဖတ်လိုက်ဥပိခါကိုရရေးချဥပိခာဒါစလုံးပေါင်းအမှန်ဒီလိုမရေးမိပဲနဲ့တခါလေစာမေးပွဲကမှားတတ်တယ်နော်ဒီလိုတဝေထိုးအလွဲရေးတတ်တယ်မြင်တယ်နော်ရေးကြည့်ရင်နှလုံးစင်တွင်အထက်တွင်တပ်ပေမြဲဧကံဟုတ်ပြီနော်အဲ့တော့အပေါ်တစ်လုံးကဘာလဲဟုတ်ပြီနော်ကာကြီးအဲ့ဒါဒီဘာနဲ့တတ်မလဲ तू ကဘီးနဲ့တတ်မှာဒါတဝေထိုးကြီးတဝေထိုးနဲ့မတတ်ရအောင်ဘာနဲ့လာတတ်မှာပါဆောင်နဲ့ဒါဆိုရင်ဒီတဝေထိုးဟရိရေးချသည်ဘာနဲ့ဆိုင်ဒီကနေ့မဆိုင်ဘူးဒီအောက်ကခါခွေးနဲ့ဆိုင်တာဟုတ်တယ်လားခါခွေးနဲ့ဆိုင်မယ်ဆိုတော့ကဲတဝေထိုးရဲ့ဟရိရေးချသည်အောက်စလုံးနဲ့ဆိုင်တယ်ဆိုကဲဖတ်ကြည့်အခရာဥပါဇောက်ရေးကတာပဲ့တဝေထိုးခါခွေးရေးချဘလို့ဖြစ်သွားမလဲအတန်အတွက်ဥပက္ခောတဲ့တကယ်အမှန်ကပါလေဥတဝေထိုးခါခွေရေးချဟုတ်လားတကယ်အတန်ကဥတဝေထိုးနဲ့ကာကြီးတက်ဒီပါဆောင်နဲ့တက်တယ်ဆိုတဝေလဲထိုးကတ်တမျိုးဖတ်ယူစတတ်တယ်ဆိုအတန်ဖတ်ရင်ဥပိ္ပခာစလုံးတဝေထိုးကိုရေးတာမှားလိုက်တာနဲ့အတန်တွဲကဘယ်လိုဖြစ်ဥပ္ပခောဥပ္ပခောရဲ့ဥပိ္ပခာရဲ့ပြောင်းသွားတယ်သဘောပေါက်သလားအမှတ်မရတော့ဘူးလေ level 1 level 2အငယ်တန်းလေးတွေမှာမှားရင်ဆရာတို့တွေခွင့်လွှတ်လိမ့်မယ်ဓမ္မမိတ်ဆွေတို့ BAG တောင်ရတော့မှာဆိုရင်မမှားတဲ့တော့အမှားတစ်ခုမြင်မီနော်တခါဘုဇင်ကိုလည်းမှန်အောင်ရေးနော်တန်ဘုဇင်မလားတန်စလုံးပေါင်းနေဟုတ်တယ်လားနှလုံးစင်တွေတတိထအိမ်မှာလေးကျင့်နော်ဒီမှာနှလုံးစင်တွေနေရနှလုံးစင်တွေမှာနှလုံးစင်တွေအထက်တွေတက်ပြီးမြဲဧကံဒီမနဲ့ဘာနဲ့တတ်မလဲပနဲ့တတ်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီပေါ်မှာနှလုံးစင်ကျန်နေဇာခွဲဒီဘာနဲ့တတ်မလဲဘာလက်ချိုက်နဲ့အဲ့ဘာလက်ချိုက်ကဘာရှိလဲဒါရှိတယ်သူ့မှာဘာကြံသေးလဲရေးချရှိတယ်
ဒီအောက်ကဘာလဲဒီအောက်ကဒီဇမြင်ဆွဲနော်ဒါဇမြင်ဆွဲငတ်တာကဇင်ကျမလက်ရေးတောင်မှဒါကျမဆိုရင်ဒါအမှတ်လျှော့မှာကျမဖတ်ကျမကဲဒါဆိုရင်ဇမြင်ဆွဲဆိုတာဒါဒီလိုမှတ်လားဒီလိုဖြစ်ရမှာဇမြင်ဆွဲစာလုံးရဲ့ပင်ငတ်တာစေမဟုတ်နော်ဇမြင်ဆွဲဒါပဲဟုတ်တယ်နော်ဒါဆိုဇမြင်ဆွဲရေးငတ်တာစင်ဟုတ်ပြီနော်ဒီမှာကြရင်တာရေးမတ်တာတန်ဒါရီကဆရာတော်တွေပဲသိမလဲနော်ဆရာတော်တွေပဲသင်ပေးမလဲဒါကလေးတွေဆိုကျမတို့ကလေးအချင်းချင်းသင်ကြတာပေါ့နော်ဒါငယ်တန်းလေးတွေဒါကြောင့်ဒီမှာတဝေထိုးပတ်လက်ချရေးချဇာခွေတက်ပြီးရင်ဇာမြင်ဆွဲရေးငတ်တာစင်ဟုတ်တယ်လားဒါဖတ်ရင်ကဲဒါဆိုရင်တာရေးမတ်တာတန်ဇာမြင်ဆွဲရေးငတ်တာစင်တန်စင်ဒီမှာကြည့်လိုက်တော့တဝေထိုးဘလက်ချရေးချဝါဆွဲဆိုတော့ကျမတို့ဖတ်နီးမှာတဝေရေးချတက်မြင်ကဆိုရင်ဟဲ့ဒီတဝေထိုးနဲ့ရေးချသည်ဝါဆွဲတန်ပြောင်းနေဒါဆိုရင်ဖတ်ရင်ဘလက်ချဝါဆွဲဇတာဘုဒါကြောင့်ဖတ်တန်ဘုစေမှန်နေနော်ရပြီနော်အခုအဲ့ဒီမှာဥပိ္ပခာနဲ့လဲတွဲလိုက်ရောစလုံးပေါင်းငါမှားတတ်တယ်နော်တဝေထိုးတွေမှားရေးဘာတန်တွေထွက်ကုန်မလဲဟုတ်လားဥပိ္ပခာတန်ဟုတ်တယ်လားစလုံးပေါင်းအရှိကြီးပဲဥပိ္ပခာတန်ဘုစေတဝေထိုးတွေထည့်ရမယ်နေရာသည်ပဇောက်ရဲ့ရှေ့မှာဟုတ်ရဲ့လားနောက်တစ်ခါဒီမှာလေမရဲ့ရှေ့မှာမရဲ့အနောက်မှာလေရေးချပါသေးတာဒါကြောင့်တန်ဘုစင်ဥပိ္ပခာတန်ဘုစင်ဥပိ္ပခာတန်ဘုစင်ဆိုတာတရားဥပိ္ပခာတန်ဘုစင်တရားသည်တရားကိုကောက်တဲ့အခါဥပိ္ပခာတန်ဘုစင်သည်စေတသိက်ဖဲစေတသိက်တွေထဲမှာရှာရင်တဲ့စေတသိက်ထဲမှာဥပိ္ပခာစေတသိက်လို့မရှိပါဘူးတဲ့စေတသိက်ကိုရှာရင်တော့လဲတော်တော်ခက်တဲ့စလုံးပေါင်းနေလာတာအဘိဓမ္မာသင်မသင်ဘူးတဲ့ဓမ္မမိတ်ဆွေတွေဆိုတော်တော်ခက်ရှာမယ်ဒါစလုံးပေါင်းရတယ်နော်တရာမေဒါစမြင်ဆွဲနော်မေဇတတာဥပိ္ပခာတန်ဘုဇင်သည်တတရမေဇတတာတရေကိုမတင်ရသေးတဲ့သူအတွေ့ဆိုရင်တာနော်အဲ့ဒီမှာနှလုံးစေးနေရာတွေရှားပါဆိုရင်ကျမတို့ရုပ်တရက်ကြည့်ရင်နှလုံးစေးနှစ်နေရာပဲထင်နေတကယ်တော့မဟုတ်ဘူးဒီနေရာလဲကြံသေးတယ်ဒီနေရာဘာလဲလို့ပြောရင်အပေါ်ကတာဝန်ဘူးဒီအောက်ကရရဆိုတာအတန်တွက်နဲ့ပြောရင်ရာကောင်းနဲ့တူတယ်ရတာဝန်ဘူးပြီးရဲ့အောက်မှာရဆိုတာရာကောင်းနဲ့တူတယ်ဆိုရင်အဲ့ဒါမျိုးရတွေ့ရင်တဲ့တာဝန်ဘူးတစ်လုံးဖျောက်ထားတယ်ဆိုတော့ဒီနေရာလေးမှာတားမှုတစ်လုံးထည့်ဖတ်တယ်ထည့်ဖတ်တဲ့အခါဒီထည့်လိုက်တဲ့တာဝန်ဘူးဒီသူရှိရဟာနဲ့ဆိုင်နေဆိုတော့ဒါကိုကျမတို့ကဖတ်ရင်ဒါရေးပြမယ်ဆိုရင်ဒီပုံစံဆိုရင်ကျမတို့ကဖြည့်ရင်ဒါတာဝန်ဘူးဒါကရပေါ်မှာရှိတာတာဝန်ဘူးဆိုရင်တာဝန်ကာကြီးရှိရင်ကာကြီးထည့်ရတယ်ဒါကြောင့်ဒီမှာတာဝန်ဘူးဒါလေးထည့်လိုက်တယ်ဘာကြံလဲဒီမှာတာဝန်ဘူးရဆိုတာရကောင်းတဲ့အတန်တူတယ်ရပ်ပင်ဆိုတာရပ်ပလဲနဲ့အတန်တူတယ်ရကောက်ဆိုတာအတန်ကိုရှာလိပ်ဖတ်တယ်ရကောက်ကြီးမြန်မာဆိုရင်တော့ရကောက်ကြီးရပ်ပလဲကြီးပါဠိကျတော့ရကောက်ကြီးရပလဲကြီးတန်တာပဲเนาะဒါကြောင့်ဒါကိုဖတ်မယ်နောက်ပြီးဒါကိုဖြီပြမယ်မာရေးဒါနဲ့
အသက်တင်လိုက်တော့မာရေးဇတ္တာတခါဒီမှာအသက်တင်လိုက်တော့ဇာမြင်ဆွဲရေးဒါပြီးရင်အောက်ကဘာလဲတာမူရေးတဒီမှာဘာလဲတာမူရေးချာတာဖြီထုတ်လိုက်ဒီလိုဖြစ်သွားပြီဒါဆိုရင်ကျမတို့အတန်ထွက်တော့မယ်ဆိုရင်တာဝင်ဘူးရေးတတာတက်တာဝင်ဘူးရေးတရာကောက်ကေရတတရဒါရုပ်ဖတ်လိုက်တာတတရဟုတ်ပြီနော်မာယေဇတာမေဒါလေးကိုဖတ်လိုက်တာမာယေဇတာမေဇာမြင်ဆွေယေတတာဇက်ဒီမှာကြံရင်ခဲ့ဒါလေးဖတ်သွားပြီเนาะပြီးရင်ဘာလာမလဲတာမူယေဒီဟာတာမူယေတသူအသက်မရှိဘူးဒီဘက်ကတာမူယေချာတာဟုတ်ပြီเนาะဒါဆိုဖတ်လို့ဖတ်တတရမေဇတာတာတက်တာမဟုတ်တတာဒါကိုကြတော့ချွတ်ဒီမှာစလုံးပေါင်းနေစာမသွားရေးဒီလိုတွေလျှောက်ရေးကုန်နော်ဒါကြောင့်တတိထားပါရမလားရှင်ဒါဆိုရင်ဥပိ္ခာတန်ဖို့စဉ်တဲ့နောက်တစ်ခုကဥပိ္ခာတဲ့အများနာလေနေတဲ့ဥပိ္ခာဆိုတာလေ့လူရှုတာဒါလည်းအရှိတုန်းကကျမတို့သင်ခဲ့ရတယ်ဥပိ္ခာဆိုတာလေနော်ဥပိ္ခာဆိုတာမကြည့်ခြင်းမမြင်ခြင်းလို့လေ့လူရှုလိုက်တာမျိုးမဟုတ်ဘူးတဲ့ဥပိ္ခာဆိုတာဘာလဲတဲ့သဘာဝတရားအလုံးကိုတပြေးညီဆောင်ရွက်တာမုန်းချစ်မပြုတ်နော်အကုန်လုံးကိုတပြေးညီဖြစ်စေတာဘာသဘာဝတရားလဲဥပိ္ခာတန်ဖို့စဉ်ဒီနံပါတ်9ဖြစ်သွားပြီဒါကြောင့်အရှိရသဘာဝတရားတတိတန်ဖို့စဉ်တတိဓမ္မဝိစေယပညာဝိရိယတန်ဖို့စဉ်ဝိရိယပီတိတန်ဖို့စဉ်ပီတိပတ္တိကပတ္တိတမာတိစသည်ဖြင့်တတိတို့နော်ဒါကိုဆိုတာအပေါ်မှာပြီးခဲ့တဲ့တတိတန်ဖို့စဉ်ဓမ္မဝိစေယကပညာဝိရိယတန်ဖို့စဉ်ကဝိရိယပီတိတန်ဖို့စဉ်ကပီတိပတ္တိတန်ဖို့စဉ်ပြီးရင်တမာတိတွေကိုတဲ့နောက်ဆုံးဥပိ္ပခာနံပါတ်9ခုမြောက်ကဘာလုပ်လဲအညီအမျှဟန်ချက်ညီညီတဲ့ဖြစ်စေတဲ့တရားပါတဲ့အညီအမျှဖြစ်စေတဲ့တရားကိုဥပိ္ပခာလို့ခေါ်တယ်တဲ့အဲ့ဒီဥပိ္ပခာကြောင့်နဲ့အရှိက9ပါးသော6ပါးသောတရားတွေဟာအကုန်လုံးဟန်ချက်ညီမှတစ်ခုနဲ့တစ်ခုရှေးတိုးနောက်ငင်မဖြစ်ဖဲပိုးရပိုးရော့ရရော့မဖြစ်ဖဲထိမ့်ညီတာတဲ့အဲ့ဒါတတရမေဇတတာအဲ့ဒါတတရမေဇတတာတရေကိုပဲအလုံးတညီတယ်တဲ့စွမ်းဆောင်နိုင်ပြီဆိုရင်တဲ့ကိလေသာတွေကအိပ်ပျော်ခြင်းကနိုးထစေတတ်လို့ဥပိ္ပခာကိုလေတဲ့ body လို့ခေါ်ပါတယ်တဲ့ပြီးသွားပြီနော်ဒါကြောင့် body ဆိုတာဘာလဲကိလေသာဒီဟူသောအိပ်ပျော်ခြင်းမှနိုးထစေတတ်သောတရားများနော်တရားများကို body လို့ခေါ်တယ်ဒါကြောင့် body ဆိုတာဘယ်အရာကိုပြောလဲဆိုရင်ねဒီနေရာက body သည်တဲ့ဒီမြေနေရာတွေမှာတွေ့တဲ့ body နဲ့မတူဘူးဆိုတာတတိထားဖို့လိုအပ်တယ်ဥပမာတဲ့ body ရုက္ခမူလေဆိုတဲ့ပါဠိရှိတယ်တဲ့ရုက္ခဆိုတာတစ်ပင်မူလေဆိုတာအရင်တစ်ပင်ရင် body ရုက္ခမူလေမှာရှိတဲ့ body ပင်ရင်ပေါ့ကျေးဇူးတော်ရှင်မြတ်စွာဘုရားဒီ body ပင်ရင်မှာသစ္စာလေးပါးကိုတပြိုင်နက်တည်တယ်ကြားဘူးလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာရှိတဲ့ body ကကြာတော့တဲ့ body အဲ့ဒီမှာပါတယ်အဲ့ဒီ body ရုက္ခမူလေမှာရှိတဲ့ body ရဲ့အဓိပ္ပာယ်ကဆိုအဲ့ဒီ body ရဲ့ wopsity ခေါ်တယ်အဲ့ body ကဘာလဲဆိုစတုတုဆိုတာလေးမက်ကေတုဆိုတာမဲ့ညာနံဆိုတော့တဲ့အဲ့ဒီ body ရုက္ခမူလေမှာပါတဲ့ body ကတဲ့မဲ့ညာ၄ပါးကိုခေါ်တာပါတဲ့ဒါကြောင့်စတုတုမက်ကေတုညာနံမဲ့ညာမဲ့၄ပါးမှာရှိသောပညာအသိဉာဏ်ကို body ကိုခေါ်သည်တဲ့နားလေလားဒါဆိုရင်တစ်ပင်ရေးမှာရှိတဲ့ body ဆိုတာမဲ့ဉာဏ်၄ပါးမှာရှိတဲ့ဉာဏ်ကိုခေါ်တာတဲ့နောက်အမည်နာမ body လို့မှဲ့တာလည်းရှိသေးတယ်တဲ့အဲ့တော့
ဘုဇေမှာပါတဲ့ဘောဓိဆိုတာကတော့တဲ့တတိတို့ဓမ္မဝိစယတို့ဝိရိယပီတိပတ္တိဥပိ္ပခာတမာတိဥပိ္ပခာဆိုသောတဘာဝတရားခုနှစ်ပါးရဲ့အစုအဝေးကိုဓမ္မတာမက်ဂီလို့ခေါ်တယ်အဲ့ဒီအစုအဝေးဆိုတဲ့ခုနှစ်ခုအပေါင်းကိုဘောဓိကိုခေါ်သည်တဲ့ဓမ္မဆိုတာတရားတာမက်ဂီဆိုတာတာမဆိုတာညီညွတ်နော်မက်ဂီဒါကြောင့်တရားခုနှစ်ပါးတို့အညီအမျှတာမက်ဂီအညီအမျှဆောင်ရွက်နေသောဓမ္မတဘာဝတရားခုနှစ်မျိုးရဲ့အစုအဝေးကြီးကိုဘောဓိကိုခေါ်ပါသည်ရှင်လားဘောဓိဘုဇင်ကဘောဓိရဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဘုဇင်ရဲ့ဘောဓိကအရိယာပုဂ္ဂိုလ်ကိုလည်းသစ္စာလေးပါးကိုသိတတ်သောအရိယာပုဂ္ဂိုလ်တို့ကိုလည်းဘောဓိကိုခေါ်သည်ကိလေသာမှနိုးထစေတတ်သောတရားအစုအဝေးဓမ္မတာမက်ကြီးဆိုတဲ့ခုနှစ်ပါးအပေါင်းကိုလည်းဘောဓိကိုခေါ်သည်အဲ့ဒီခုနှစ်ပါးပေါင်းရင်နံပါတ်3နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုတတ်တဲ့တရားကိုဘောဓိကိုကြည့်ရမှာနော်သုံးခုကကြည့်ရမှာအခုဘာအကြောင်းပြောပြီလဲကိလေသာမှနိုးထပုံပြောပြီးပြီတဲ့ဒါကြောင့်ဒီနေရာမှာဘောဓိဆိုတဲ့စကားလုံးသည်တရားခုနှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ unity တစ်ခုကိုပြောတာဆိုပြီးကျမတို့အရှိမသင်ခဲ့တဲ့ဥပမာတစ်ခုပြောမယ်တဲ့ဇန်လို့ပြောလိုက်ရင်တဲ့ဇန်အင်္ဂါဘယ်နှခုနဲ့ဖွဲ့စည်းထားလဲ5ခုနဲ့ဖွဲ့စည်းထားတယ်ဟုတ်သလားဒါပထမဇန်ဒုတိယဇန်လို့ပြောရင်4ခုနဲ့ဖွဲ့စည်းတယ်စသည်ဖြင့်ဖွဲ့စည်းထားတဲ့ပါနေတဲ့အစိတ်အပိုင်းတွေကိုတော့ဇာနာအင်္ဂဇန်အင်္ဂါလို့ခေါ်တယ်ဒါကျွန်မသင်ပြီးပြီမဲ့လို့ပြောလိုက်ရင်မက်ခင်ဘယ်နှပါမက်ခင်ကလို့ပြောရင်မက်ကနဲ့အင်္ဂပေါင်းထားတာဟုတ်တယ်နော်မက်ခင်ဖြစ်ဖို့ဘာနှစ်ပါးပေါင်းရလဲ8ခုပေါင်းရတယ်အဲ့ထဲမှာခေါင်းဆောင်ကပါလဲတမ္မာဒိဋ္ဌိဟုတ်ပြီနော်ဇာနင်လို့ပြောလိုက်ရင်ဇာနာအင်္ဂါဇန်လို့ဖြစ်ဖို့အင်္ဂါဘယ်နှခုပေါင်းရလဲ5ခုမှာပဓာနာဇန်လို့ခေါ်တာဖေရလဲဧကကဒါဇန်လို့ခေါ်တာဧကကဒါပါမဇန်ခေါ်တယ်မက်ခင်မက်လို့ပြောရင်အင်္ဂါဘယ်နှပါလဲ10ပါအဲ့ဒီမှာဘယ်ဟာအဓိကလဲတမ္မာဒိဋ္ဌိကအဓိကမမေ့ပါနဲ့နော်နားလေတဲ့နော်ဒီနေရာမှာလေတဲ့တဘာဝတရားကြီးရဲ့ခုနှစ်ခုရဲ့အစုအစည်းကြီးကို body လို့ခေါ်တယ်တဲ့အဲ့ဒီ body ထဲမှာပါဝင်နေတဲ့တရားတစ်ခုစီကိုတော့ဘုဇင်လို့ခေါ်ပါတယ် body အင်္ဂလို့ခေါ်ပါတယ်ဘုဇင်ကလို့ခေါ်တယ်တဲ့အဲ့လိုပြောတာနားလေလားဒါကြောင့် body ရဲ့လို့ပြောလိုက်ရင်ခုနှစ်ခုလုံးရဲ့နာမည်ဘုဇင်ကလို့ပြောလိုက်ရင်တစ်ခုစီရဲ့အမည်တတိတန်ဘုဇင်ပြန်ပြောမယ်နော်တတိတန်ဘုဇင်ဓမ္မဝိရှယတန်ဘုဇင်ပီတိဝိရိယတန်ဘုဇင်ပီတိတန်ဘုဇင်ပတ္တိတန်ဘုဇင်တမာရိတန်ဘုဇင်ဥပိ္ပခာတန်ဘုဇင်ခုနှစ်ပါးအပေါင်းတို့သည်ကိလေသာမှနိုးထစေတတ်တဲ့အတွက်အဲ့ဒီခုနှစ်ပါးအပေါင်းကြီးကိုဘောဓိဟုခေါ်သည်အဲ့ဒီကိလေသာထဲမှာနိုးထစေတဲ့ဘောဓိဒီဟုသောတရားခုနှစ်ပါးအပေါင်းတဲကတတိသည်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်တတိတန်ဘုဇင်ရှင်းသလားနားလေလားပြန်ပြောအောင်တူတူလိုက်ပြောစာကြက်မယ်ဘောဓိဟုသည်ဘယ်နည်းလို့ပြောရင်ကိလေသာမှနိုးထစေသောတရားများကိုဘောဓိဟုခေါ်သည်ကိလေသာမှနိုးထစေတဲ့တရားများဘယ်နှပါးရှိလဲ9ပါးတနည်းဆရာတော်ဘုရားပြောတဲ့အတိုင်းပြောရင်ကိလေသာမှနိုးထစေသောဓမ္မတာမက်ကြီးတရားအစုအပေါင်း9ပါးကိုဘောဓိဟုခေါ်ပါသည်အဲ့ဒီ9ပါးအပေါင်းကိုပြောပြပါဆိုရင်တတိတန်ဘုဇင်ဓမ္မဝိရှယတန်ဘုဇင်ဝိရိယတန်ဘုဇင်ပီတိတန်ဘုဇင်လိုက်ပြောနော်ဓမ္မကြီးပဲစာရိယမှာဒီမို့ဆိုဓမ္မမိတ်ဆွေတို့ကမရဘူးနော်
ပြန်ပြောမယ်တတိတန်ဖို့စဉ်ဓမ္မဝိဆရာတန်ဖို့စဉ်ဝီရိယတန်ဖို့စဉ်ပီတိတန်ဖို့စဉ်ပတ္တိတန်ဖို့စဉ်တမာတိတန်ဖို့စဉ်ဥပိ္ပခာတန်ဖို့စဉ်ဤတရား9ပါးအညီအညွတ်အပေါင်းအစုသည်ကိလေသာမှနိုးထစေတတ်တဲ့အတွက်ဘောဓိဟုခေါ်သည်အဲ့ဒီ body လို့ပြောရင်9ပါးအပေါင်းဖြစ်ပါသည်အဲ့ဒီဝေတတိဟူသည်အဲ့ဒီကိလေသာမှာနိုးထစေတဲ့တရား9ပါးဤ body ဟူသောတရား9ပါးဤအစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်ဘုဇင်္ဂဖြစ်ပါသည် body အင်္ဂဘုဇင်္ဂဟုတ်သလားဒါကြောင့်တတိရဲ့နောက်မှာဘာလို့သုံးလဲတတိတန်ဘုဇင်အစိတ်ပိုင်းလေးတစ်ခုပါတဲ့ရှင်းလားပြန်ပြောအောင်ကိလေသာမှနိုးထစေသောတရားဘယ်နှပါးရှိသည်နည်းဓမ္မတာမက်ကြီးတရား9ပါးပေါင်းထားပါသည်အဲ့ဒီ9ပါးသည်ဘာဒီလဲတတိဓမ္မဝိစယဝီရိယပိတိပတ္တိတမာတိတမာတိဥပိ္ပခာဖြစ်ပါသည်အဲ့ဒီ9ပါးအပေါင်းသည်ဓမ္မတာမက်ကြီးအညီအညွတ်9ပါးအပေါင်းတို့သည်ကိလေသာမှနိုးထစေတတ်သည့်အတွက်ဘောဓိဟုခေါ်ပါသည်ဤဘောဓိဝေတတိဟူသည်အင်္ဂတစ်ခုအစိတ်ပိုင်းတစ်ခုဖြစ်တဲ့အတွက်အဲ့ဒီတတိကိုတတိတန်ဘုဇင်ဟုခေါ်ပါသည်ရှင်းလားအဲ့တော့ဘုဇင်ဘယ်နှပါးပေါင်းရင်ဘောဓိဖြစ်သည်နီဘုဇင်9ပါးပေါင်းရင်ဘောဓိဖြစ်ပါသည်ဘာလို့ဘုဇင်9ပါးအပေါင်းကြီးကိုဘာကြောင့်ဘောဓိကိုခေါ်သည်နီဤ9ပါးအပေါင်းမှ9ပါးအပေါင်းသည်ကိလေသာကိုနိုးထစေတတ်လို့အဲ့ဒီ9ပါးအပေါင်းကိုဘောဓိကိုခေါ်ပါသည်တနည်းအားဖြင့်အဲ့ဒီ9ပါးပေါင်းလို့ရှိရင်ကိလေသာကနိုးထယုံတင်မကောက်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုတတ်တဲ့အတွက်ဘောဓိကိုခေါ်ပါသည်တနည်းအဲ့ဒီ9ပါးပေါင်းလို့ရှိရင်သစ္စာ4ပါးကိုသိမြင်တတ်သောအရိယပုဂ္ဂိုလ်အဖြစ်ကိုရောက်စေတတ်တဲ့အတွက်လည်းဘောဓိဟုခေါ်ပါသည်ဘုဇင်ကတိတ်စိမ့်နေကျမတို့အတွက်ဒါကြောင့်ကျမလွယ်ဆုံးနည်းတွေသင်ပေးနေတာရပါလားရှင်လိုက်နိုင်တယ်နော်အဲ့ဒါကြောင့်ဘောဓိဆိုတာတဲ့အဲ့ဒါလေးမှတ်တော့နော်ဘောဓိဆိုတာဒီ9ခုလုံးဤအမိကိုဘောဓိခေါ်သည်ဘုဇင်ကဟူသည်တခုစီဤအမိဒီလိုမှတ်ရပါမည်ရှင်းမလားရှင်ဒါကြောင့်တခုစီကိုတော့တတိတခုဓမ္မဝိစယတခုပီတိဝီရိယတခုပတ္တိတခုအဲ့ဒီတခုစီကိုတော့ဘယ်လိုခေါ်လဲဘုဇင်လို့ခေါ်ပြီး9ခုလုံးပေါင်းလိုက်တဲ့အခါကျတော့ဘောဓိလို့ခေါ်ပါသည်သိကောင်းတဲ့နေရာတစ်ခုဖြစ်ပါကြောင်းရမလား9ပါးပေါင်းကိုဘာလို့ခေါ်လဲဘောဓိခေါ်တယ်တခုစီကိုဘယ်လိုခေါ်လဲဘုဇင်ခေါ်သည်အဲ့တော့ဘောဓိရဲ့ဘုဇင်ရဲ့အထူလဲမေးလို့ရတဲ့ပေါ့အဲ့ဒီ9ခုအပေါင်းဘုဇင်9ပါးအပေါင်းကိုအဘဲကြောင့်ဘောဓိခေါ်တဲ့နည်းဆို definition ပြောရမယ်ကိလေသာကိုနိုးထစေတတ်လို့ပါနိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်လို့ပါသစ္စာ4ပါးကိုသိတတ်သောအရိယာပုဂ္ဂိုလ်ဖြစ်သွားလို့ပါဖြည့်တတ်ပြီနော်ရပြီနော်ကဲအဲ့တော့အဲ့ဒီ9မျိုးနဲ့ဖွဲ့စည်းထားတဲ့ဓမ္မ9ခုအစုအစည်းဒါကိုဓမ္မတာမေဂီလို့ခေါ်တယ်တတ္တဝါဒီကိုကိလေသာဒီဟူသောအိပ်ပျော်ခြင်းမှနိုးထစေတတ်သောကြောင့်ဘောဓိကိုခေါ်ပါသည်ရတာရှင်အဲ့ဒီဘောဓိဆိုတာနိုးတယ်လို့အဓိပ္ပာယ်ရတယ်ဘာကနိုးလေကိလေသာတွေကနိုးတာဖြစ်ပါတယ်ဆိုရင်ဒီနေ့ definition body ဘုဇင်မှာပါတဲ့ body definition 1ကိစ္စပြီးသွားပြီရပြီနော်ဒါဆိုရင်နောက် lecture ကြရင်
သစ္စာလေးပါးကိုတည်တဲ့အရိယာပုဂ္ဂိုလ်တွေကိုဘာလို့ body ခေါ်တယ်လဲဆိုတာနံပါတ်3ပြီးရင်နောက်တစ်ပိုက်ကိုဖတ်ကြည့်နိဗ္ဗာန်ကိုမျက်မှောက်ပြုရင်လဲ body အဲ့ဒါနံပါတ်3အဲ့ဒါတွေကိုဆက်ပြီးတော့လေးလာမှာဖြစ်ပါတယ်ဖတ်ခဲ့ကြိုးဖတ်ခဲ့ပေးပါရှင်နော်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေသက်ရှိကျမ်းမာစွာဖြင့်သူတော်ကောင်းတရားများစတဲ့တပူပွားတူအားထုတ်ကျင့်ကြံနိုင်ကြပါစေ